အဲ့တော့ဒီနေ့မှာဆိုရင်အမားတို့ကဒီအာရှမှာဆိုရင်နိုင်ငံတွေအများကြီးရှိရပေါ့နော်အဲ့နိုင်ငံတွေကမှအမားတို့ကဘယ်နိုင်ငံလေးတွေကိုအဓိက focus လုပ်ပြီးတော့ပြပေးသွားမှာလဲဆိုတဲ့အခါကျတော့စင်ကာပူ ထိုင်းမလေးရှားဒူဘိုင်းပေါ့နော်အဲ့တော့အာရှမှာဆိုရင်အထူးသဖြင့်ဒီ Southeast Asia နိုင်ငံဒီအာရှမှာဆိုရင်အတိုးတက်ဆုံးနဲ့အလောက်ကိုင်ခွင့်လန်း opportunity တွေလည်းအများစွာရှိတဲ့ဒီစင်ကာပူတို့ထိုင်းတို့မလေးရှားတို့ဒူဘိုင်းတို့ကိုအဓိက focus လုပ်ပြီးတော့ပြပေးသွားမှာပေါ့နော်အဲ့ဒါလေးတွေမပြောပြခင်ဘာလို့အမားတို့ကဒီအေးရှားနိုင်ငံတွေကိုလည်းအဓိကကျောင်းသူကျောင်းသားတွေကို consider လုပ်စေချင်လိုက်ဆိုတာမျိုးလေးကိုအဓိကအရင်ပြချင်တယ်ပေါ့နော်အခုနောက်ပိုင်းကကြတော့အနောက်နိုင်ငံတွေဒီ Western country တွေဖြစ်တဲ့ for example ပေါ့နော် US တို့ Canada တို့ Australia တို့လိုမျိုးနိုင်ငံတွေမှာဆိုရင်အခုနောက်ပိုင်းကသူတို့ရဲ့ immigration policy တွေကလည်းအရန်ကျက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့student visa ရရှိဖို့အနေနဲ့အခက်အခဲတွေရှိလာတယ်အရင်တော့ဆိုရင်အရန်ကို visa ပေါ့နော်100မှာ100လုံးရနိုင်ပါတယ်ဆိုရယ် New Zealand တို့ UK တို့ကအစား visa လေးတွေပို့ပြီးတော့strict ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အကယ်၍ကိုယ့်အနေနဲ့ပေါ့နော်ဘာချက်လဲအများကြီးမသုံးချင်သေးဘူးပြီးတော့တဲ့အခါကျရင်ကိုကပေါ့နော်ဒီအနောက်နိုင်ငံတွေကိုမသွားခင်ပေါ့နော်အရင်ဦးဆုံးဒီ Southeast Asia နိုင်ငံမှာတစ်နှစ်လောက်အရင်ကြောင်းတက်ချင်သေးတယ်အသက်ကလည်းငယ်နေသေးရမို့လို့ဆိုရင်တော့အမားတို့ကအေးရှားကိုစဉ်းစားစီချင်တယ်ပေါ့နော်အဲ့တော့အေးရှားမှာဆိုရင်တော့ဘာတွေရှိလဲဆိုတဲ့အခါကျတော့ပြောလို့ဒါစင်ကာပူတို့ထိုင်းတို့မလေးရှားတို့ဒူဘိုင်းတို့ဒါပြောတာပေါ့နော်ဒါပေမဲ့ဒီအမေရိကတို့ပြီးတော့တဲ့အခါကျရင်ကနေဒါတို့ပြီး Australia တို့ UK တို့အကြောင်းနေရဲ့campus အခွဲတွေကဒီ Asia နိုင်ငံတွေမှာအများကြီးလာဖွင့်ထားကြရဲပေါ့နော်အထူးသဖြင့်ဒီစင်ကာပူတို့မလေးရှားတို့ဒူဘိုင်းတို့မှာဆိုရင်အနောက်နိုင်ငံမှာရှိတဲ့ဒီ Australia တို့ဒီ UK တို့အကြောင်းတွေဆိုအများကြီးပဲလာဖွင့်ထားကြတယ်အခုနောက်ပိုင်းဆိုရင်ထိုင်းအကြောင်းတွေလည်းUK တို့ Australia တို့အကြောင်းတွေနဲ့ collaborate လုပ်လာတယ်ပေါ့နော်အဲ့တော့ထိုင်းမှာ3နှစ်တက်နောက်ဆုံးနှစ်ကြာမှာဟိုဘက်နိုင်ငံကိုပြောင်းရွှေ့လို့ရတဲ့ program တွေလည်းအများကြီးရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမားတို့ကဒီနေ့ပေါ့နော်ဘာလို့အေးရှားမှာကျောင်းတက်တင်လဲဆိုတာလေးနဲ့မိတ်ဆက်ပေးသွားမှာပေါ့နော်အဓိကကကြတော့ဒီအာရှမှာကျောင်းတက်မယ်ဆိုရင်လည်းအနောက်နိုင်ငံတွေမှာတကယ် ranking မြင့်တဲ့ for example University of Birmingham လို့တက္ကသိုလ်မျိုးတွေ University of Newcastle တွေ Newcastle University တွေပြီးတော့တဲ့အခါကျရင် Monash University တို့Cutting University တို့လိုမျိုးပေါ့နော်တက္ကသိုလ်တွေရောပြီးတော့တဲ့အခါကျရင် Harvard University Middlesex University တက္ကသိုလ်တွေအများအများကဒီ Sweden University အများအများကじゃဒီ Asia မှာသူတို့ရဲ့ campus အခွဲတွေလာဖွင့်ထားကြရပေါ့နော်ဒါပေမဲ့အားသာချက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ဟိုဘက်က main campus တွေလောက်ဈေးမကြီးကြဘူးပေါ့နော်အဲ့တော့အာရှမှာဆိုတဲ့အခါကျတော့အာရှကဈေးပေါ့နော်ဈေးတိုင်းလေးပဲကိုကပေးရတယ်ဆိုတဲ့အခါကျတော့အကုန်ကျတက်တာတယ်ပေါ့နော်ဥပမာစင်ကာပူလိုနိုင်ငံမျိုးမှာဆိုရင်အချိန်တောင်ပိုတိုသွားသေးတယ်ပေါ့နော်ဥပမာဟိုအနောက်နိုင်ငံတွေမှာ၄နှစ်တက်လို့ဘွဲရမယ်ဆိုရင်စင်ကာပူမှာဆိုရင်2နှစ်ခွဲအများဆုံး3နှစ်တက်တာနဲ့ဘွဲရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့အချိန်တိုတိုနဲ့ငွေကုန်ကြေးကျတက်တာနဲ့တက်ချင်တယ်ဆိုရင်လည်းအာရှနိုင်ငံတွေစဉ်းစားလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ကိုတက်ရင်သာဒီအာရှနိုင်ငံတွေမှာတက်ရတာပေါ့နော်ဒါပေမဲ့ကိုရတဲ့ဘွဲတွေကကြတော့တကယ် Western country တွေကပေးတဲ့ Bachelor degree ကိုတိုက်ရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့ကဒီအာရှနိုင်ငံမှာအလုပ်လုံးမမဟုတ်ဘူးပေါ့နော်တကမ္ဘာလုံးမှာရှိတဲ့ကြိုက်တဲ့နိုင်ငံကိုပြန်သွားကိုယ့်အနေနဲ့အခက်ခဲမရှိအလုပ်ကိုင်ခွင့်လန်း opportunity တွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအားသာချက်ကကြတော့ဥပမာ for example အမဆိုရင်အခုလက်ရှိအမေရိကမှာနေတယ်ပေါ့နော်အဲ့တော့အမဆိုရင်အခုလက်ရှိအမေရိကမှာနေရအမေရိကမှာဆိုတာအခုနောက်ပိုင်းဆိုရင်living expense ကအရန်မြင့်လာတယ်ပေါ့နော်အမတော်ဟိုတနေ့တုန်းကခုနလိုမျိုးပေါ့နော်အမတော်ဟိုတနေ့တုန်းကဆိုရင်ဗာလီရေးပြစ်လိုက်လဲဆိုတဲ့ခါကြတော့အမေရိကမှာဆိုရင်အင်္ဂါးကတွေဘယ်လောက်ဈေးကြီးလဲဆိုတဲ့ဟာလေးအမရေးပြစ်လိုက်သေးရပေါ့နော် post လေးတစ်ခုအမေရိကမှာဆိုရင်အခုနောက်ပိုင်းအင်္ဂါးကတွေကအထူးသဖြင့်အမဆိုရင် LA မှာနေရပေါ့နော်ဒီ Los Angeles မှာနေရဆိုရင်ဟိုတလောတော့ဆိုမီးအကြီးကျယ်လောင်သွားတယ်ပေါ့နော်ဒီ January လောက်တော့ဖေဖော်ဝါရီလောက်တော့မီးလောင်သွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့အိမ်ဒီအရန်ငှားတဲ့ဟာတွေကအရန်ခက်ခဲလာရပေါ့နော်ပြီးတော့ငှားချင်တဲ့သူတွေကများပြီးတော့ငှားတဲ့အိမ်ရှင်တွေကနည်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ငှားကတွေကလည်းအရန်အဆမတန်တက်သွားတယ်အခုဆိုရင်ပေါ့နော်အခန်းလေးတစ်ခန်းငှားရင်တောင်မှတအိမ်လုံးမဟုတ်ဘူးပေါ့နော်အခန်းလေးတစ်ခန်းငှားရင်တောင်မှအနည်းဆုံး350လောက်ကနေစတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်တအိမ်လုံးငှားတယ်ဆိုရင်ကြတော့300တို့350 300အဲ့လိုမျိုးအိမ်ငှားကတွေကအများကြီးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျနေစိတ်စားစိတ်
ဒီ affordable living expense တွေဒီကျောင်းလာကတွေကလည်းပို့ပြီးတော့အရန်မြင့်လာတယ်အခုဆိုရင်ဥပမာ for example အမဆိုရင်တော့ဒီ USC မှာလုပ်ခဲ့တယ်ပေါ့နော် University of Southern California မှာလုပ်ခဲ့တယ် US ဆိုရင်ဒါ US မှာ तू က top 6ဟိုဟာ highest ဟိုဟာပေါ့နော် tuition fees ဖြစ်တဲ့အကြောင်းဖြစ်တယ်ပေါ့နော်အဲ့တော့သူရှိမှာဆိုရင် bachelor degree တစ်နှစ်ကိုတက်မယ်ဆိုရင် undergraduate degree ဆိုကိုရွေးချယ် major ပေါ်မူတည်ပြီးတော့အနည်းဆုံး6000ကျော်လောက်ကနေပြီးတော့9000ကျော်လောက်ထိရှိရပေါ့နော်ကျောင်းလာကဒါကျောင်းလာကတစ်နှစ်စာပဲရှိသေးတယ်အဲ့တော့အမေရိကမှာ4နှစ်တက်မှဘွဲရမယ်ဆိုတဲ့ခါကျရင်ကျောင်းသားကတွေကအရန်ကိုမြင့်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ကျောင်းတွေရဲ့ ranking ကိုကြည့်လိုက်တဲ့ခါကျတော့တကယ်တမ်း UK တို့ Australia တို့တက္ကသိုလ်တွေနဲ့ ranking ကအတူတူလောက်သွားရှိတယ်ပေါ့နော်ဒါပေမဲ့ဘာလို့အမေရိကမှာကျောင်းတွေကအရန်ဈေးကြီးရလဲဆိုတဲ့ခါကျတော့အမေရိကမှာကကျောင်းတွေကကမ္ဘာမှာအများဆုံးရှိတာကျောင်းပေါင်း4000ကျော်ရှိတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့အကယ်၍အဲ့ကျောင်းကဟို ranking ပေါ့နော် top 1 to 100ဝင်နေပြီဆိုရင်တော့မှဈေးကတော်တော်လေးအရန်များနေပြီပေါ့နော်အနည်းဆုံး3000ခွဲအထက်မှာရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေသွားရဲပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုကိုကဟိုဟာပေါ့နော်ဟို affordability နဲ့သိရမလားတေချာကိုအိမ်ကလည်းဘာချက်ကဘယ်လောက်သုံးပါလဲဆိုတာမျိုးကိုသိထားတယ်ဆိုရင် affordable ဖြစ်တဲ့ fees တွေနဲ့ Asia မှာတက်လို့ရတယ်ဥပမာ for example America မှာ4နှစ်လုံးတက်ရင်တက်ပြီးတော့ဘွဲယူမဲ့အစားပေါ့နော်ဥပမာမလေးရှားလိုနိုင်ငံမျိုးမှာAmerican Degree Transfer Program 2နှစ်တက်ပြီးတော့မှအမေရိကကိုဒီ third year fourth year ကိုပြန် transfer လုပ်တာမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်ကျောင်းလာကအားဖြင့်လည်းပိုတက်တာတယ်နေစိတ်စားစိတ်ကလည်းမလေးရှားမှာဆိုတစ်လမှာ US dollar 4-500လောက်ပဲကြာတာအမေရိကမှာဆိုရင်ကြတော့တစ်လမှာနေစိတ်ကစားစိတ်ကကြတော့တော်တော်လေးမြင့်တဲ့ထဲမှာပါတယ်ပေါ့နော်ဥပမာ for example တစ်လကိုအနည်းဆုံးမရှိဘူးဆိုရင်တော့မှ average က US dollar 1000ကနေ1500လောက်ထိရှိရနေစိတ်စားစိတ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဟိုနေစိတ်စားစိတ်ကိုပြန်တွက်လိုက်မယ်ဆိုရင်ဒီမလေးရှားတို့ဘာတို့နဲ့အမေရိကတို့နဲ့ဆိုရင်အနည်းဆုံး3ဆလောက်กว่าရယ်ပေါ့နော်အဲ့တော့ကို့အနေနဲ့ပို့ပြီးတော့ကိုက save လုပ်ချင်တယ်ကိုအသက်ကလည်းငယ်သေးတယ်ပေါ့နော်ဆိုရင်တော့အာရှမှာအယုံဆုံးကြောင်းတက်ပြီးတော့မှအနောက်နိုင်ငံတွေကိုပြန် transfer လုပ်တာကလည်းကောင်းမွန်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့အမဟိုတနေ့တုန်းကဆိုရင်ကျောင်းသူလေးတယောက်ကပြောတယ်ပေါ့နော်သူကကားမောင်းရမှာအရန်ကြောက်တယ်ကားမမောင်းတတ်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အာဟိုဟာပေါ့နော် public transport နဲ့သွားလို့ရတဲ့ဟာမျိုးတွေကပဲသူ့အတွက်အဆင်ပြေမယ်ဆိုရင်ဘယ်လိုနိုင်ငံတွေစဉ်းစားလို့ရလဲဆိုတဲ့အခါကျတော့ခုနကလို Australia မှာဆို Sydney တို့ Melbourne ဘက်ကအကြောင်းတွေစဉ်းစားလို့ရတယ် UK ကအကြောင်းတွေစဉ်းစားလို့ရတယ်ပေါ့နော်ဒါပေမဲ့တခြားမျိုးတွေကအကြောင်းတွေတို့ဥပမာ America တို့ Canada တို့မှာကျောင်းတက်မယ်ဆိုရင်ကြာအဲ့လိုမျိုးအဆင်မပြေဘူးပေါ့နော်အထူးသဖြင့် America မှာဆိုရင်ကြာတော့တနေရာနဲ့တနေရာနဲ့အရန်လဲဝေးတယ်ပေါ့နော်ဆိုတဲ့အခါကျ public transportation ကလည်းအရန်သိပ်မကောင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကားမောင်းတက်မှသာလျှင်ကိုယ်အနေနဲ့သွားရေးလာရေးအဆင်ပြေရပေါ့နော်အဲ့တော့တချို့တွေကအဲ့လိုမျိုးကားမောင်းမှာကြောက်နေသေးတယ်ကိုကအသက်အရန်ငယ်နေသေးတာမျိုးတွေဆိုရင်လည်းဒီအာရှနိုင်ငံတွေမှာတက်ပြီးတော့မှအနောက်နိုင်ငံတွေသွားလို့ရတယ်ပေါ့နော်ပုံဝင်လင်းလင်းပြောရမယ်ဆိုရင်အာရှနိုင်ငံတွေအကုန်လုံးကကြတော့အခုနောက်ပိုင်းမှာဖွံ့ဖြိုးလာတဲ့နိုင်ငံတွေဖြစ်တာကြောင့်မလို့ပေါ့နော်ဒီ public transportation တွေကလည်းဒီ western country ထက်ဆိုင်အများကြီးပိုကောင်းတယ်ပေါ့နော်အဲ့တော့ဥပမာ for example ကိုကအနောက်နိုင်ငံတွေမှာကျောင်းတက်မယ်ထားပါတော့ပေါ့နော်ဥပမာဆိုရင်ဒီလန်ဒန်တို့ဘာလို့မှာကျောင်းတက်တာတော့ဥပမာအမေရိကမှာကျောင်းတက်တယ်ဆိုရင်ကြတော့ဒီ public transportation ရှိထားပြီးသားသူတို့ရဲ့ train တွေကိုသွားတဲ့စီးရဲ့ခါကျအများပြည့် ventilation system တွေနဲ့သွားကြတာပေါ့နော်ဟိုစင်ကာပူတို့တခြားဒီဒူဘိုင်းတို့ကလိုမျိုး air conditioning system တွေနဲ့သွားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျ winter တို့ဘာလို့ဆိုတိတ်မတိတာပဲမဲ့summer တွေဘာလို့ဆိုအရန်တိတာရဲပေါ့နော်အကုန်လုံးကချွေးတွေထွက်သိရမလားအနက်အနေအကုန်လုံး ventilation နဲ့ဆိုတဲ့အခါကျတော့ဟာဟိုအရန်ကို discomfort ဖြစ်တာပေါ့နော်အဲ့လိုအကြောင်းမလို့အများအပြားကိုပိုင်ကားနဲ့ပဲဟိုမောင်းကြတာများတယ်ပေါ့နော်ဒီဘက်နိုင်ငံတွေမှာအဲ့လိုမျိုးလေးတွေကိုကအရန်ကြီးလှုပ်ဖို့ပေါ့နော်ကိုချဖို့ကိုရက်တီးပြီးတော့အဲ့လောက်ထိ independent ဖြစ်ဖို့ ready မဖြစ်သေးဘူးဆိုရင်တော့အမားတို့အနေနဲ့အားပေးတာကတော့အာရှမှာကိုကခုနလိုမျိုးပေါ့နော်တနေ့နှစ်လောက်အကြောင်းအရင်တက်လိုက်ပြီးသွားတော့ခါကျမှအနောက်နိုင်ငံတွေသွားလို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုနိုင်ငံတွေမှာအာရှနိုင်ငံတွေမှာအနောက်နိုင်ငံအကြောင်းတွေရှိလဲဆိုတော့အထူးသဖြင့်ဒီအာရှနိုင်ငံတွေမှာတော့အကြောင်းတွေကတော့အများကြီးရှိတာပေါ့နော်အဲ့ဒီထဲမှာဒီအနောက်နိုင်ငံကဘွဲဒီဂရီကိုပေးရနေတဲ့နိုင်ငံတွေကတော့စင်ကာပူမှာရှိတယ်မလေးရှားမှာလည်းအများကြီးပဲရှိတယ်ဒူဘိုင်းမှာလည်းအများဆုံးရှိရပေါ့နော်အဲ့တော့ဒီသုံးနိုင်ငံမှာကတော့အနောက်နိုင်ငံကပေးကျောင်းနေနဲ့ချိတ်ဆက်ပြီးတော့ပေးနေတဲ့ဘွဲတွေအများကြီးပဲပေါ့နော်ထိုင်းကလည်းအခုနောက်ပိုင်းသူက green အာ demand အရပေါ့နော်သူတို့လည်းအခုနောက်ပိုင်းဒီ UK တို့ Australia တို့အကြောင်းနေနဲ့ချိတ်ဆက်ပြီးတော့ offer လုပ်လာကြရဲပေါ့နော်
ပြီးနောက်တစ်ခုကကြတော့ diverse culture ဖြစ်တယ်အဲ့တော့ဒီဥပမာစင်ကာပူမှာဆိုလဲလုံးဝ English speaking ပြောပြီးတော့100% English လိုမျိုး fully taught လုပ်တဲ့ program တွေကိုလေ့လာလို့ရတယ်ထိုနည်း၎င်းပဲပေါ့နော်ဒီ Thai တို့ Malaysia တို့ Dubai တို့မှာဆိုရင်လဲ100% fully English taught program တွေကိုကိုကလေ့လာလို့ရတယ်ဥပမာကိုက China တို့ Taiwan တို့ Hong Kong တို့ကိုရီးယားလိုနိုင်ငံမျိုးတွေသွားမယ်ဆိုရင်ကြတော့ကိုကသူ့ဘာသာစကားအရင်သင်ရတာမျိုးတွေဘာသာစကားအခက်အခဲတွေရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အကယ်၍ကိုကအာရှနိုင်ငံမှာပဲတက်မယ်ဆိုရင်ကြတော့ကို့အနေနဲ့အဲ့လိုမျိုး language barriers အရင်မကွာဟဘူးပေါ့နော်ပြီးတော့တဲ့အခါကျအစားအသောက်ကစပေါ့နော်ဥပမာ for example အကယ် UK လိုနိုင်ငံမျိုးမှာတောင်းတတက်မယ်ဆိုရင်အခုနောက်ပိုင်းကတော့တိတ်ပြဿနာမရှိဘူးပေါ့နော်မြန်မာဆိုင်တွေလည်းအများကြီး restaurant တွေဖွင့်လာကြတယ်ယူရိုပဘက်မှာတွေရောပေါ့နော်ဒါပေမဲ့အရင်တုန်းကကြာမြန်မာ community တွေကအဲ့ဘက်ဒီမှာအရန်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအရင်တုန်းကဆိုရင်ပေါ့နော်အစားအသောက်တွေကုန်လာဘာသာစာပေါ့ရွှွနေတယ်လို့ခံစားရတယ်ပေါ့နော်ကိုရီဗမာပါဇက်နဲ့မကြိုက်ဘူးပေါ့နော်ပြီးတော့တဲ့အခါကျရင်သူတို့တွေကပုံမှန်အားဖြင့်ဒီဘက်မှာစားကြတာကကြတော့အဲ့လို fast food တွေဒါမှမဟုတ်ဘူးဆိုလဲ sandwich တို့ပေါ့နော် salad တို့အဲ့လိုမျိုး meat တွေစားကြအသားတွေစားကြအများရယ်ပေါ့နော်ကိုရီဗမာတွေလိုမျိုးထမင်းနဲ့ဟင်းနဲ့အဲ့လိုမျိုးတွေစားကြတာတိတ်ပြီးတော့မရှိဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့ဒါ globalization လည်းဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်နိုင်ငံတွေမှာလည်းဒီ Burmese restaurant တွေကအများအပြားပေါ်ပေါက်လာတယ်ပေါ့နော်အမတို့အခုနေတဲ့ LA ပေါ့နော် Los Angeles မှာဆိုရင်တော့မြန်မာဆိုင်တွေလည်းအများကြီးပဲပြီးတော့တဲ့အခါကျမြန်မာအစားအသောက်တွေရောင်းတဲ့ convenience store တွေလည်းဒီ supermarket တွေလည်းအများကြီးရှိလာတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အာရှနိုင်ငံတွေမှာကြတော့ဘာစားပေါ့နော်ကိုယ့်အတွက်အခက်ခဲရှိရဲဆိုတာမျိုးတိတ်မရှိဘူးပေါ့နော်အစားအသောက်တွေအကုန်လုံးကကိုယ့်ပါဇက်နဲ့အကုန်လုံးကဆက်ဟတ်တဲ့နေရပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အာရှနိုင်ငံမှာအထူးသဖြင့်ဒီ Southeast Asia country တွေရဲ့အစားအသောက်တွေအကုန်လုံးက similar ဖြစ်ကြတာများတယ်ပေါ့နော်ပြီးတော့အမားတို့ကကြာခုနလိုချင်းကန်ဆက်အဲ့လိုမျိုးတွေသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပိုင်းတွေနဲ့ပတ်သက်ပြီးတော့လည်းအခက်ခဲမရှိဘူးနောက်တစ်ခုကကြာ location ပေါ့နော်ဥပမာအမားတို့ဆိုရင်အခု LA မှာနေရ LA နိုင်ငံကြီး LA မြို့တစ်ခုတောင်မှအရန်ကြီးတယ်ပေါ့နော်။သွားရေးလာရေးကအရန်ဟိုဟာ LA တဲ့ဥမာအမဆိုရင် LA မှာနေရဒါပေမဲ့အမက West LA မှာနေရဥမာအမဟိုဟာအတိတယောက်ကအမနဲ့သူက Fullerton မှာနေရတဲ့အမကတဲ့ Fullerton မှာတွေ့ဖို့အဆင်ပြေလားဆိုတဲ့အခါကျတော့ Fullerton ဆိုတဲ့နေရာ even though it's near LA ဆိုပေမဲ့သူက2 နာရီကျော်လောက်သွားရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တနေရာနဲ့တနေရာတော့မှအဝေးကြီးသွားရတယ်ဥပမာဒီ LA ကနေပြီးတော့ New York ကိုသွားမယ်ဆိုရင်တော့မှ flight ကအနည်းဆုံး6နာရီလောက်စီးရတယ်ပေါ့နော်6နာရီ6နာရီခွဲလောက်စီးရတယ်ဒါပေမဲ့မြန်မာနိုင်ငံကနေပြီးတော့6နိုင်လောက်စီးလိုက်ပြီဆိုရင်ဒူဘိုင်းတောင်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒူဘိုင်းနဲ့မြန်မာနိုင်ငံကမှ6နိုင်လောက်ပဲဝေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကို့အနေနဲ့သွားရလာရတာလွယ်ကူတယ်ပေါ့နော်အကယ်ဥမာစင်ကာတောင်းတက်တာပဲဖြစ်ဖြစ်မလေးရှားမှာကျောင်းတက်တာပဲဖြစ်ဖြစ်အခုဆိုရင်ဒီနေ့ဆိုအမကျောင်းသားလေးခုနဝင်လာကြတယ်သူတို့ဆိုရင်သူတို့ရဲ့တကယ်ကျောင်း campus က KL မှာပေါ့နော်ဒါပေမဲ့သူတို့တငယ်ချင်းတွေစုပြီးတော့အခုပြည်နယ်ကိုရောက်ပြီးတော့ဟိုဟွာပေါ့နော်အလဲပက်သွားနေကြတယ်ပေါ့နော်သူတို့ကျောင်းပိတ်ရက်လေးမှာပေါ့နော်အဲ့လိုမျိုးတချို့တွေဆိုလဲခုနကလိုထိုင်းကိုသွားကြရတယ်တချို့တွေဆိုလဲဒူဘိုင်းကနေပြီးတော့အဲ့အနီးနားနိုင်ငံတွေအကုန်လုံး flight တွေကလည်းဈေးသက်သာတာဖြစ်တဲ့အတွက်ကြောင့်မလို့သွားလည်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းဒီမှာကအများကြီးလုပ်ကြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြောမယ်ဆိုရင်ဒီအာရှနိုင်ငံတွေမှာအထူးသဖြင့်ဒီ Southeast Asia နိုင်ငံတွေမှာကျောင်းတက်တယ်ဆိုတဲ့အခါကျရင်လေယာဉ်လက်မှတ်တွေကလည်းအရန် affordable ဖြစ်တာကြောင့်မလို့ budget airlines တွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ဘယ်နိုင်ငံဥပမာဗီယက်နမ်တို့ပြီးရင်အင်ဒိုနီးရှားတို့အဲ့လိုမျိုးနိုင်ငံလေးတွေပေါ့နော် neighboring country Cambodia Laos Thai ဒီ neighboring country အချင်းချင်းကိုတွားရောက်လဲပတ်လို့ရတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်တရုတ်ပြည်တို့ဘာတို့အောင်တွားလေလာကြရတယ်ပေါ့နော်တရုတ်ပြည်တို့ကိုရီးယားတို့ဂျပန်ထိအောင်မှာကျောင်းသူကျောင်းသားတွေကသွားပြီးတော့လက်ပတ်လာကြရဲပေါ့နော်အဲ့တော့သွားရေးလာရေးကလည်းအရန်ကိုအဆင်ပြေရဲပေါ့နော်ပြီးတော့ဒီဟိုပါပေါ့နော်ဒီအာရှနိုင်ငံမှာရှိတဲ့ကျောင်းတွေဆိုရင်ဒါသူကလုံးဝglobally recognized ဖြစ်တယ်ပေါ့နော် for example ပေါ့နော်ဥပမာမလေးရှားမှာရှိတဲ့ private university 6ခုဆိုရင်သူကအာရှမှာအာဆီယံမှာဆိုရင် top 10မှာဝင်နေပေါ့နော်ဘလို့အကြောင်းမျိုးတွေလဲဆိုတော့ဥပမာ UCSI တို့ဟိုဟာဗလဲပြီးတော့တဲ့အခါကျရင် Taylor's University တို့ပြီး IMU တို့အဲ့လိုမျိုးလေးအကြောင်းလေးတွေပေါ့နော်ပြီး INTI တို့ APU တို့အဲ့လိုမျိုးအကြောင်းလေးတွေဆိုရင်သူကတကယ်ဒီ international မှာကောပြီးတော့တဲ့အခါကျရင်ဒီအာဆီယံနိုင်ငံတွေထဲမှာဟိုပါသူကတကယ်ကို top tier university တွေဖြစ်လာကြတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်သူတို့က western country တွေနဲ့ partnership လုပ်ပြီးတော့ဘွဲ့ degree ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့ dual degree တွေယူလို့ရတယ်နောက်တစ်ခုကကျတော့ကိုက
နေစိတ်စားစိတ်လည်းတက်တက်တာနဲ့ကျောင်းလာကလည်းတက်တက်တာနဲ့ကိုကဘွဲယူလို့ရတယ်ပြီးတော့တဲ့အခါကျရင်အကယ်၍ကိုက graduation တက်ချင်တယ်ဆိုရင်လည်းအဲ့ Western country မှာ graduation တက်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလည်းကိုကအာရှနိုင်ငံမှာတစ်နှစ်လောက်ပဲတက်ပြီးသွားရင် main campus ကိုလည်းကိုကပြန် transfer လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အများအားဖြင့်ကတော့ပေါ့နော်ကိုအာရှမှာတက်ကြတဲ့အခါကျရင်အာရှကျောင်းလာကတိုင်းပေးရတယ်ဆိုပေမဲ့ဟိုဘက်ကို transfer လုပ်တဲ့အခါကျရင်တော့ main campus ကဈေးတိုင်းပေးရတယ်ပေါ့နော်ဥပမာ for example ပေါ့နော် University of Newcastle Australia နဲ့ပဲအမှရှင်းပြမယ်ပေါ့နော်အကယ်၍ University of Newcastle Australia ကိုဒီ PSP Academy Singapore campus မှာတက်မယ်ဆိုရင်ပေါ့နော်ကျောင်းလာကအစအဆုံးဘွဲရတဲ့အထိမှာပေါ့နော်အများဆုံးစင်ကာပူဒေါ်လာ4000လောက်ပဲจ่ายနာဒီပလိုမာရောဘက်ချလာအကုန် PC ပေါ့နော်အချိန်အားဖြင့်ကလည်း2နှစ်ခွဲ3နှစ်လောက်ပဲကြာရယ်ပေါ့နော် engineering ဖြစ်မှ4နှစ်လောက်ကြာမှာပေါ့နော်ဒါပေမဲ့ကျောင်းလာကအနေနဲ့ဟိုဟာဘာဖြစ်လဲဆိုတဲ့အခါကျခဏလေးနော်ခဏလေးပါဘလို့ဆိုတော့အမ team ကဟိုဟာလေးသူတို့ကျောင်းသားတွေလက်မခံပြီးတော့အမဟိုဟာအမရှိမှာ pop up ဖြစ်နေခဏလေးနော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးလေးရှိရပေါ့နော်အဲ့တော့ကျတော့ကို့အနေနဲ့ဥပမာ for example ပေါ့နော်4000လောက်ပဲကုန်တယ်အကယ်စင်ကာပူမှာအစအဆုံးတက်မယ်ဆိုရင်ပေါ့နော်ဥပမာအများဆုံးမှာ9000 6000ပေါ့နော်ကိုကအဲ့လောက်ပဲကုန်မယ်စင်ကာပူမှာဘွဲရဖို့တက်ဆိုရင်ဒါ University of Newcastle Australia ကနေပေးတဲ့ဘွဲကိုရမှာပေါ့နော်အဲ့တော့ဒီ diploma ကနေပြီးတော့ bachelor ပြီးတဲ့အထိကိုမှစင်ကာပူဒေါ်လာ4000ကနေအများဆုံး9000 6000ဆိုတာဒါလူရောကျွံရောပေါ့နော်ဒါပေမဲ့အကယ်၍ဒါကိုက University of Newcastle ရဲ့ Australia Main Campus မှာသွားတက်ခဲ့မယ်ဆိုရင်တစ်နှစ်ကိုအကျန်းပြင်3800ကနေ4200လောက်သွားရဲပေါ့နော်အကြောင်းလာက4နှစ်တက်ကမယ်ဆိုတဲ့အခါကျရင် like just make it as 40,000ပဲထောင်းအဲ့တော့4နှစ်ဆိုရင်36000လောက်ကုန်မယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်နေစိတ်စားစိတ်မပါသေးဘူးเนาะကျောင်းလာကတင်ကိုဒီ Singapore campus တက်ကို Australia main campus က3-4စားလောက်กว่าတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုလည်းကို comparison ရှင်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကဒီအာရှနိုင်ငံမှာကို့အနေနဲ့များများ subject တွေပြီးလေကိုဟိုဘက် main campus ကို transfer လုပ်တဲ့အခါကျရင်အကုန်ကြပိုတက်တာလေးပဲပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဒီနေ့အမားတို့ပြောသွားတဲ့ဒီ focus လုပ်တဲ့4 countries မှာဆိုရင်သူတို့တွေအကုန်လုံးရဲ့တူညီရဲ့အချက်တစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့သူတို့ရဲ့ program တွေအကုန်လုံးကလုံးဝ English လိုမျိုး fully taught ဖြစ်တဲ့ program တွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့မြန်မာအကြောင်းသူအကြောင်းသားတွေနဲ့ဥရောပမှာတွားတက်တယ်လို့မျိုးဒါမှမဟုတ်ဒီ China တို့ Taiwan တို့ Hong Kong Korea Japan မှာတွားတက်တယ်လို့မျိုးပေါ့နော် language barriers မရှိဘဲနဲ့ကိုက as long as if you can speak fluent English you know like if you can understand in English ဆိုရင်ကိုယ့်အနေနဲ့ language barriers လုံးဝမရှိဘဲနဲ့ကိုကဘွဲ degree တက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဟိုအခုနောက်ပိုင်းဆိုရင် visa အရန်ကျက်လာတယ်အထူးသဖြင့်အမေရိကကိုလာခြင်းတဲ့အကြောင်းကြောင်းသားရှိတယ် of course အမားတို့ကတော့ဒီမှာဆိုရင်ခုနက green card တို့ citizen တွေဆိုရင်ညာပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့အမေရိကနဲ့အခုမှမြန်မာနိုင်ငံအကြောင်းကြောင်းသားတွေပေါ့နော်အမေရိကအခုမှ student visa တွေနဲ့လာမဲ့သူတွေဆိုရင်ကြတော့ဘာတွေအခက်အခဲရှိနိုင်လဲဆိုတဲ့အခါကျတော့visa လျှောက်တဲ့နေရာမှာပေါ့နော်အခုဆိုရင်ဒါအမေရိက student visa လျှောက်တဲ့နေရာမှာ interview တွေအများကြီး fail ဖြစ်ကြရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ဒါမောင်လေးတို့ညီမလေးတို့မှမဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတော်တော်များများမှာရှိတဲ့ကျောင်းသူကျောင်းသားတွေလည်း student visa တွေကျလာကြတယ်အထူးသဖြင့် VNN တို့ဘာတို့ကအစပေါ့နော်မြန်မာနိုင်ငံကမ္ဘောဒီးယားလာအိုပေါ့နော်အဲ့နိုင်ငံတွေအကုန်လုံးလည်း student visa တွေကြားထားတာမျိုးတွေအများလာတယ်ပေါ့နော်ဟို student visa မှာမဟုတ်ဘူး visit visa တွေလည်း rejection rate တွေအများမြင့်လာတယ်ပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့အဲ့လိုမျိုး visa တွေ refuse ဖြစ်တဲ့ခါကျရင်စိတ်တက်ကြသွားကြမလို့ဘူးပေါ့နော်အဲ့လိုမျိုးအချိန်ကုန်ငွေကုန်မဖြစ်ချင်ဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဥပမာ American Degree Transfer Program ဆိုပြီးတော့ဟိုဟာမလေးရှားမှာ2နှစ်တက်လို့ရတယ်ပြီးတော့တဲ့အခါကျရင်ဒီ US မှာရှိတဲ့ကျောင်းပေါင်း200ကျော်300လောက်နဲ့ချိန်ထားတဲ့ကျောင်းတွေရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကဒီ America မှာရှိတဲ့တက္ကသိုလ်တွေကို third year fourth year ပြန် transfer လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတဲ့အခါကျတော့ဒီ for example စင်ကာပူပဲထားပါတော့စင်ကာပူမှာဆိုရင်လည်းစင်ကာပူတို့ဒီ Thai တို့မှာအစားပေါ့နော်တကယ်လုံးဝmulticultural environment ကိုကဟိုရနိုင်တယ်ပေါ့နော်ဥပမာအခုနောက်ပိုင်းဆိုအမေရိကသူအများစုဆိုလဲ Thai မှာတွေ့ရလိမ့်မယ်ပြီးတော့တဲ့အခါကျရင်စင်ကာပူမှာတွေ့ရလိမ့်မယ်ဒူဘိုင်းမှာတွေ့ရလိမ့်မယ်အထူးသဖြင့်ဒီ Thai တို့ဒူဘိုင်းတို့စင်ကာပူတို့ဆိုတကယ် multicultural environment ကို fully experience ရတယ်ပေါ့နော်
အဲ့တော့ကိုကဘာလုပ်လို့ရလဲဆိုတော့ကိုနဲ့မတူညီတဲ့ဘာသာ language တွေကိုလည်းကိုက took up လုပ်လို့ရတယ်ပြီးတော့တဲ့အခါကျရင်ဒီလူတွေနဲ့ကိုကပြောဆိုဆက်ဆံရတယ်ဆိုတဲ့အခါကျရင်ကိုနောက်တစ်ချိန်ပေါ့နော်နောက်တစ်ချိန်ကိုနောက်တခြားနိုင်ငံတွေကိုသွားတဲ့အခါကျရင်လည်းအခက်အခဲမရှိတော့ဘူးဥပမာအမဆိုအရင်တော့စင်ကာပူမှာအကြာကြီးနေခဲ့ဘူးလေပေါ့နော်အဲ့တော့စင်ကာပူမှာလည်းအမကနိုင်ငံပေါင်းစုံကလူတွေနဲ့ပြောဆိုဆက်ဆံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမအနေနဲ့အမေရိကကိုလာတဲ့အချိန်မှာအမ language barriers လည်းမရှိဘူး cultural shock လည်းမရှိခဲ့ဘူးပြီးတော့တဲ့အခါကျအမအနေနဲ့အလွယ်တကူ adaptable ဖြစ်နိုင်ခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုကြီးပြင်းလာတဲ့ environment ကလည်းတကယ်လုံးဝ multicultural environment မှာကြီးပြင်းလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နိုင်ငံသွားဘယ်လိုမျိုးခုနလိုမျိုးပေါ့နော် language barriers တွေပဲရှိအမအနေနဲ့ like ဟို easy to adapt ဖြစ်နိုင်ခဲ့တယ်ပေါ့နော်။အဲ့ဒါကကြတော့ကိုက Asia မှာကျောင်းတက်တဲ့ခါကျရနိုင်တဲ့အခွင့်အရေးတွေပေါ့နော်။ဒီအနောက်နိုင်ငံတွေမှာလည်းမရနိုင်ဘူးလားမဟုတ်ဘူးရနိုင်တယ်ဒါပေမဲ့ခုနလိုမျိုးပေါ့နော်ကိုကဈေးတက်တာနဲ့တင်ခဲ့ရဲဆိုတဲ့ခါကျရင်ကိုတို့ဒီမှာကအခက်အခဲတွေအများကြီးယော့သွားနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြာဘာလဲဆိုတော့ပုံမှန်လေးပြောပြတာပေါ့နော် of course America မှာကကြာတော့ it's America have the world best technology ပေါ့နော်တကယ်ကမ္ဘာအကောင်ဆုံးနည်းပညာကုမ္ပဏီတွေအကုန်လုံးက America မှာရှိရမှန်ပေမဲ့ပေါ့နော်တကယ်တမ်းဒီကျောင်း campus facility တွေပြီးတော့တဲ့အခါကျရင်ကျောင်းမှာစာသင်တဲ့အခါကျရင်တုံးရတဲ့ဒီ lab facility တွေမှာရှင်လိုက်မယ်ဆိုရင်ပေါ့နော်အခုနောက်ပိုင်းဒီဒူဘိုင်းက campus တွေဆိုအရန်ကို high tech သွားတယ်ပေါ့နော်ပြီးတော့တဲ့အခါကျ because Dubai is living in the future ပေါ့နော်သူတို့တကယ်အနာဂတ်ကိုသူတို့ကြိုတင်ပြီးတော့အဲ့အနာဂတ်ကိုတည်ဆောက်နေတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့သုံးနေတဲ့နည်းပညာတွေကလည်းဒီအနောက်နိုင်ငံတွေထက်ကိုပိုပြီးတော့တိုးတက်တယ်ပေါ့နော်ဥပမာစင်ကာပူလိုနိုင်ငံမျိုးအမဆိုရင်ဒီ USC မှာလုပ်တော့ဆိုရင်ဒီမာစတာကျောင်းသားတွေကိုစင်ကာပူကိုအမ excursion tour အနေနဲ့ခေါ်လာရတယ်ပေါ့နော် American နိုင်ငံသားတွေရောဒီ European နိုင်ငံသားတွေရောနိုင်ငံစုံကပေါ့နော်ကျောင်းသားတွေသူတို့ဆိုစင်ကာပူရောက်တဲ့ခါကျရင်ဝါအရန်အထင်ကြီးကြတယ်အရန်လည်းသဘောကျကြရပေါ့နော် Oh I wish I could work in Singapore လို့သိရမလား I wish I could do my internship in Singapore အဲ့လိုမျိုးအရန်ပြောကြရပေါ့နော်သူတို့ကိုယ်တိုင်ကလည်းဒီ Asia ရဲ့အစား cultural တွေ food တွေပြီးတော့တဲ့ခါကျရင်ဒီ lifestyle တွေဒီနည်းပညာ technology တွေကိုအရန်အထင်ကြီးလေးစားကြတယ်စင်ကာပူမှာဆိုရင်လေယာဉ်ကိုရောက်တာနဲ့ကိုသူတို့ကအဲ့လေရင်ခွင်းမှာနေစပြီးတော့သူတို့ကကြွေသွားကြတာပေါ့နော်ဘာလို့လဲဆိုတော့အမေရိကလေရင်ခွင်းတွေအကုန်လုံးကသူ့လိုကိုလိုပဲပေါ့နော်မြန်မာနိုင်ငံလေရင်ခွင်းတွေနေအောင်တိတ်ပြီးတော့ထူးမခြားနာလို့ပြောရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုကအေးရှားမှာတက်တဲ့သူတွေကမှတကယ့်ကိုဒီပေါ့နော်ဒီနီးပညာတွေကိုယူလို့ရတာပေါ့နော်အသင်ယူလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ဥပမာစင်ကာပူမှာကျောင်းတက်တယ်ဆိုရင်လည်းတကယ့်ဟို top rank university ပေါ့နော်အထူးသဖြင့်သူကစင်ကာပူမှာကျတော့ UK တို့ Australia တို့ New Zealand တို့ကနေပြီးတော့လာဖွင့်ထားတဲ့အကြောင်းတွေကစင်ကာပူမှာအများအပြားဖွင့်ထားကြတာအများရယ်ပေါ့နော်လာပြီး campus အခွဲတွေဖွင့်ထားကြတယ်ဒါမှမဟုတ်စင်ကာပူမှာရှိတဲ့ဒီ private institute တွေနဲ့ပေါ့နော်ပူးပေါင်းပြီးတော့ဖွင့်ထားကြတာမျိုးတွေလည်းများရယ်ပေါ့နော်ပြီးတော့တဲ့ခါကျရင်နောက်တစ်ခုကကြတော့အရင်တော့ဆိုရင်တော့မှအာရှမှာဆိုရင်ပေါ့နော်ဟောင်ကောင်ကကြတော့အကြီးဆုံးပေါ့နော်တကယ် multinational အမ်ကုမ္ပဏီတွေအများဆုံး headquarter တွေအများဆုံးရှိတဲ့နိုင်ငံပေါ့နော်။ဒါပေမဲ့အခုကကြတော့ဟောင်ကောင်က China အောက်ကိုဖြစ်သွားတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီ China နဲ့ဒီအနောက်နိုင်ငံတွေနေရာကြတော့နည်းနည်းလေးပြဿနာလေးလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ကုမ္ပဏီတွေရဲ့နည်းပညာတွေပေါ့နော်အကုန်လုံးကိုဝင်ဆွတ်ဖက်မှာဆိုပြီးတော့ဟောင်ကောင်မှာရှိတဲ့ဒီ multinational ကုမ္ပဏီအများစုကတော့မှစင်ကာပူကိုရွှေ့ပြောင်းပြီးတော့သူတို့ရဲ့ headquarter ကိုဖွင့်ကြရဲပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်စင်ကာပူကအခုလက်ရှိချိန်မှာဆိုရင်အာရှမှာ multinational company headquarter အများဆုံးရှိတဲ့နိုင်ငံလို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်သူကလုံးဝ English က first spoken language လည်းဖြစ်တယ်ကိုက English လို့ပြောတတ်တယ်ဆိုရင်အကြောင်းပြရနဲ့အလုပ်လုပ်လို့ရတယ်ကိုအနေနဲ့ပတ်တိုင်းနေပါရဲ့အတွက်ဆိုရင်လည်း language barrier လုံးဝမရှိဘူးပေါ့နော်ပြီးတော့တဲ့အခါကျရင်စင်ကာပူမှာဆိုရင်အားသာချက်တစ်ခုကကြတော့အစအဆုံးပေါ့နော်ဒီ diploma ကနေပြီးတော့ဘွဲရတဲ့အထိကိုUS dollar 2000ကျော်3000နီးပါးလောက်သုံးလိုက်ပြီဆိုရင်အစအဆုံးဘွဲရတယ်ပေါ့နော်အမေရိကမှာဆိုရင် US ဒေါ်လာ2800ဆိုတဲ့ပမာဏပေါ့နော်ပြောမယ်ဆိုရင်အလဲအလက်တောင်မရောက်တဲ့အကြောင်းတစ်ခုရဲ့တနစ်စာကျောင်းသားကားလောက်ပဲရှိရလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့စင်ကာပူမှာဆိုရင်ကိုကတကယ် quality education ကိုအရန် safe ဖြစ်တဲ့ environment မှာကိုကယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြာမလေးရှားပေါ့နော်မလေးရှားမှာဆိုရင်ကြာတော့သူကနိုင်ငံကလည်းပိုကျယ်တယ်ပေါ့နော်ပြီးရင် तू ကဟိုလိုမြေတွေကလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတွေဖြစ်လဲဆိုတဲ့အခါကျတော့မလေးရှားမှာဆိုရင်ဒီ
internationally လာဖွင့်ထားတယ်ပေါ့နော်တခြားနိုင်ငံတွေကရောဒါမှမဟုတ်မလေးရှားရဲ့ဒီ local investor တွေကရောအဲ့လိုပူးပေါင်းပြီးဖွင့်ထားကြတဲ့အကြောင်းပေါင်း200ကျော်ရှိရပေါ့နော်အဲ့တော့မလေးရှားမှာဆိုရင်ဒီ Australia ကနေပြီးလာဖွင့်ထားတဲ့ Monash University တို့ Swinburne University တို့ Curtin University တို့လိုမျိုးUniversity of Wollongong တို့လိုမျိုး campus အခွဲတွေလည်းရှိရဲပြီးရင် UK ကနေလာဖွင့်ထားတဲ့ပြီးတော့တဲ့ခါကျဒီ Harvard University တို့ University of Nottingham တို့ပြီးတော့ Newcastle University တို့ကျောင်းတွေလည်းမလေးရှားမှာ campus အခွဲတွေရှိရပေါ့နော်ပြီးတော့တဲ့ခါကျမလေးရှားရဲ့ဒီအစိုးရကျောင်းတွေလည်းရှိသလိုမျိုးဒီ private ခုနလိုပေါ့နော်တကယ် top tier private university ဖြစ်တဲ့ Sunway တို့ Inti တို့ APU တို့ Taylors တို့လိုမျိုးuniversity တွေလည်းရှိကြရပေါ့နော်ပြီးတော့တဲ့ခါကျရင်သူကလည်းစင်ကာပူလိုမျိုးပဲEnglish က widely spoken language ဖြစ်တယ်ပေါ့နော် of course မလေးကသူတို့ရဲ့mother tongue ဖြစ်ပေမဲ့လည်း English ကလည်းလုံးဝ widely spoken language ဆိုတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့ကျောင်းတက်တဲ့နေရာမှာလည်းလုံးဝ100% English လို့သင်လို့ရတယ်လို့မျိုးပဲကိုကပေါ့နော်အကယ်၍ခုနလိုအစားအသောက်ဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ communicate လုပ်မယ်ဆိုရင်လည်း English လို့ပြောတတ်တယ်ဆိုရင်ကိုယ့်အတွက်အရင်အခက်ခဲတော့မများဘူးပေါ့နော်ပြီးတော့တဲ့အခါကျရင်သူ့ရဲ့ကျောင်းလာကတွေကလည်း affordable ဖြစ်တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကိုရွေးတဲ့ကျောင်းတွေပေါ်မှာမူတည်ပြီးတော့ကျောင်းလာကအနည်းအများလေးလည်း꿰သွားရဲပေါ့နော်ပြီးတော့တဲ့အခါကျရင်မလေးရှားမှာဆိုရင်လည်းmulticultural environment ရှိရပေါ့နော်ဥပမာမလေးရှိတယ် Chinese ရှိတယ် Indian ရှိတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်တခြားအလို Eurasian နိုင်ငံသားတွေလည်းရှိရပေါ့နော်အများကြီးပဲရောနေရဆိုတဲ့အတွက်ကိုအနေနဲ့cultural influence တွေအများကြီးကိုလေ့လာလို့ရတယ်ထိုင်းကိုတော့အမှအထူးတလဲမပြောတော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ထိုင်းကတော့ဒါမြန်မာနိုင်ငံအကြောင်းသူအကြောင်းသားတွေကြားထဲမှာအကုန်လုံး family ကဖြစ်ထားပြီးသားနိုင်ငံတစ်ခုပေါ့နော်။ဒါအမားတို့နဲ့ဆိုရင်ဒါ45မိနစ်လောက်လင်းစီးသွားပြီဆိုရင်ရောက်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ကြတော့အကယ်၍ကိုကပေါ့နော်ဒီ neighboring country အဝေးကြီးလည်းမသွားချင်ဘူးဈေးလည်းတက်ပဲတုံးချင်တယ်ပေါ့နော်။ပြီးနေစိတ်စားစိတ်ကိုလည်းအများကြီးမတုံးချင်ဘူးစင်ကာပူလောက်ဒူဘိုင်းလောက်မကုန်ခံချင်ဘူးဆိုရင်တော့ထိုင်းကလည်းစဉ်းစားလို့ရတဲ့နိုင်ငံတွေမှာပါတယ်ပေါ့နော်ထိုင်းနဲ့မလေးရှားရဲ့နေစိတ်စားစိတ်ကအတူတူလောက်ရှိရပေါ့နော်US dollar 300ကနေ900လောက်ထိပဲရှိရပေါ့နော်ပြီးတော့တဲ့အခါကျရင်သူ့မှာဆိုရင်လည်းဒီ business management တို့ engineering တို့ hospitality and tourism တို့ design and architecture major တွေကလည်းဒါအရန်ကို popular ဖြစ်တဲ့ program တွေဖြစ်တယ်ပေါ့နော်အဲ့တော့ထိုင်းဆိုတဲ့ဟာကဒါအမားတို့မြန်မာတွေနဲ့လည်း cultural ကအရန်ကြီး difference မရှိဘူးပေါ့နော်။ဘာလို့ဆိုတော့အမားတို့ကလည်းဗုဒ္ဓဘာသာ country ထိုင်းကလည်းဒါဗုဒ္ဓဘာသာ country ပေါ့နော်။ပြီးတော့တဲ့အခါကျရင် neighboring country ဖြစ်တယ်လို့မျိုးအစားအသောက်တွေဘာတွေကလည်း very similar ဖြစ်တယ်ပေါ့နော်။ပြီးတော့တဲ့အခါကျရင်တွားရေးလာရေးကလည်းအရန်လွယ်ကူတယ်။အခုနောက်ပိုင်းဆိုအမားတို့ဘယ်လိုတော့နောက်ကျလဲဆိုတော့ပြည်တွင်းလေလက်မှတ်တွေကအရန်ဈေးကြီးလာတဲ့ခါကြောင့်မလို့ပြည်တွင်းကိုခီးသွားမယ်စားပေါ့နော်ထိုင်းကိုဈေးခီးသွားရင်တော့မှလို့ကုန်ကြပိုတက်တာသေးရပေါ့နော်ဘာလို့လဲဆိုတော့ပြည်တွင်းကလေလက်မှတ်တွေဈေးကြီးရမို့ဟိုတယ်ကတွေကလည်းအရန်ဈေးကြီးလာတယ်လေအခုနောက်ပိုင်းဆိုရင်အဲ့တော့ပြည်တွင်းမှာကမ်းခြေတစ်ခုခုကိုသွားမယ်ဆိုရင်ကုန်ကြမဲ့နေစိတ်စားစိတ်ပေါ့နော်ဒီသွားလာဈေးတွေနဲ့ထိုင်းကိုကခီးသွားပြီးတော့ပေါ့နော်ခုနလိုမျိုးကန်းကြီးပဲသွားပေါ့နော်တကယ်ဟိုတယ်အကောင်းစားတွေမှာတဲတယ်ဆိုရင်တော့မှကုန်ကြမဲ့ကုန်ကြစိတ်ကတူတူလောက်ရှိတယ်ပေါ့နော်တခါတလေကြာရင်ထိုင်းဘက်ကတော့ပိုတက်တာနေတရားမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါထိုင်းကလည်းဒါ consider လုပ်လို့ရတဲ့နိုင်ငံတစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဒူဘိုင်းပေါ့နော်အဲ့တော့ဒူဘိုင်းမှာဆိုရင်ကျတော့ဘာလို့အမားတို့ကဒူဘိုင်းကိုလည်း emphasize လုပ်တာလဲဆိုတော့မောင်လေးတို့ညီမလေးတို့ကတော့ဒါမြန်မာနိုင်ငံမှာဆိုဒီထိုင်းတို့စင်ကာပူမလေးရှားတို့နဲ့ပဲပို့ပြီးတော့ family ကဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းပေါ့နော်ဒီ America တို့ Canada တို့ UK တို့ Australia တို့ပြီး New Zealand တို့ဒီ Western country အများစုပေါ့နော် Ireland တို့အဲ့နိုင်ငံသားတော်များများကဒူဘိုင်းကိုအများကြီးရွှေ့ပြောင်းကြရပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့အနေနဲ့ပေါ့နော်ဒီအနောက်နိုင်ငံတွေကကြတော့အခွန်အရမ်းများရယ်လीtax တွေအရမ်းများဥပမာအမားတို့အမေရိကမှာဆိုရင်အခွန် tax ကအနည်းဆုံးမရှိဘူးဆိုရင်တော့မှ like 15 to 20% ကနေပြီးတော့ it could go up to like 40% 50% လောက်ထိကိုသွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုရတဲ့ဝင်ငွေပေါ်မူတည်ပြီးတော့အခွန်ကကြတော့
အနေအများကြီးกว่าနိုင်တယ်ပေါ့နော်ပြောမယ်ဆိုအခွန်တွေကအရန်များတဲ့ထဲမှာပါတယ်ပေါ့နော်ထိုင်းမှာကဟိုဒီဒူဘိုင်းမှာကကြတော့အလုပ်လုပ်တယ်ဆိုရင် tax ကလုံးဝ0%ပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ကိုယ့်အနေနဲ့ဘာလုပ်လို့ရလဲဆိုတဲ့ခါကျတော့ကိုရတဲ့လစာ1000ရရင်1000လုံးကကိုယ့်ရဲ့ကက်ထဲဝင်သွားတာပေါ့နော်အစိုးရကိုလည်းပေးစရာမလိုဘူးဟာပြီးတော့အမတို့အမေရိကမှာဆိုရင်အမေရိကမှာလုပ်တယ်ဆိုရင်အရင်တော့ဆိုUniversity of Southern California မှာလုပ်တယ်ပေါ့နော် USC မှာလုပ်တယ်အမေနှစ်ခွဲလောက်လုပ်ပြီးသွားတဲ့အချိန်မှာဘာကို realize ဖြစ်လဲဆိုတော့ like အမလည်းအရင်တော့တခြားနိုင်ငံတွေမှာအလုပ်တွေလုပ်ခဲ့ပူတယ်ပေါ့နော်အမအလုပ်လုပ်ခဲ့ရနှစ်ပေါင်း15နှစ်လောက်ရှိပြီပေါ့နော်လုပ်ခဲ့ရနိုင်ငံတကာမှာဒါပေမဲ့ဘာကိုခံစားမိလိုက်လဲဆိုတဲ့အခါကျအမေရိကမှာအလုပ်လုပ်ပြီးဆိုရင် you need to pay tax ပေါ့နော် it's like the tax is like a lot you need to pay tax to like federal government ကိုလည်း tax ပေးရတယ် state ကိုလည်းပေးရတယ်ပေါ့နော်ပြီးတော့တဲ့ခါကျရင်401k ဆိုပြီးတော့တည်ရမလားဒီ retirement fund အတွက်ကိုလည်းပေးရတယ်ဖြစ်တယ်ပေါ့နော်ပြီးတော့တဲ့ခါကျ medical insurance တွေကိုလည်းပေးရတယ်ပြီးတော့တဲ့ခါကျတခြားအမားတို့တော့ဆိုပညာရေးလုပ်ခဲ့ရဆိုတဲ့ခါကျinsurance က12မျိုးလောက်ဝယ်ရတယ်ပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးဖြတ်သွားလိုက်ပြီဆိုရင် at the end of the day ကျရင်ကိုယ့်ရဲ့လစာကဥပမာlet's say if you make about 100,000ပေါ့နော်တစ်နှစ်လုံးမှာကိုကဒေါ်လာ1,000,000လောက်ရတယ်ဆိုရင်တကယ် at the end of the day the money that come into your pocket is only probably like 50,000 5,000လောက်ပဲတကယ်ကိုရတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့အပင်ပန်းခံပြီးတော့လုံမနေတော့ဘူးပေါ့နော်သိရမလားအဲ့တော့အဲ့5,000လောက်ကိုပဲတခြားနေရာတခြားစီးပွားရေးနဲ့ပဲရှာလိုက်တော့တယ်ပေါ့နော်ဒီလားဘယ်လိုလဲဆိုတော့အမေရိကမှာじゃသူများဝန်ထမ်းလုပ်ပြီးဆိုတဲ့ခါကျရင်အခွန်ကပို့ပြီးတော့မှသူကလုံးဝဖြတ်သေးတယ်ဘယ်လိုဆိုတော့ကိုယ့်အိတ်ကက်ထဲကိုဝင်လာတယ်လတိုင်းပေါ့နော်ကိုယ့်လက်ထဲကိုဝင်လာတဲ့ပတ်စံကအခွန်ဖြတ်ပြီးတော့မှဝင်လာတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဘာပဲပြောအရန်များတယ်ပေါ့နော်အမားတို့တော့ဆိုအရင်တော့အလုပ်လုပ်ခဲ့တဲ့နိုင်ငံတွေဆိုရင်အခွန်က7%လောက်ပဲပေးရတယ်ဆို it's like very little ပေါ့နော် it's like almost to like nothing ပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့တော်တော်များကျတော့ဟာအမေရိကအရန်ကောင်းတယ်ကမ္ဘာပေါ့နော်အချမ်းသာဆုံးနိုင်ငံကနေဒါကဘယ်လိုမျိုးသိရမလားလူတွေကိုဘယ်လိုပြန်ကြည့်တာသိရမလားဖြစ်တယ်ညာဖြစ်တယ်မှာအင်္ဂလန်ကဘယ်လိုမျိုးဒါပေမဲ့ of course အဲ့လိုမျိုးပြန်ကြည့်နိုင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ text တွေနဲ့ပဲပြန်ပြီးတော့သူတို့ကကိုယ်ပြန်ကြည့်တာပေါ့နော်ဆိုတဲ့ခါကြားတဲ့ခါသူတို့က tax တွေအများကြီးယူထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီ social welfare တွေမှာပြန်ပြီးတော့ပြန်သုံးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့အမျိုးလေးတွေကွာသွားတာပေါ့နော်ဒါပေမဲ့ဒူဘိုင်းလိုနိုင်ငံမျိုးမှာဆိုရင်အခွန်ကလုံးဝ0%အဲ့တော့ကိုအလုပ်လုပ်တာ100ရတယ်ဆိုရင်အဲ့100လုံးကကိုယ့်ရဲ့ကက်ထဲကိုရောက်လာတယ်ပေါ့နော်အဲ့အပြင်ကိုဘာတွေကောင်းလဲဆိုတော့ကျန်းမာရေးအာမခံတို့ဒီ accommodation တွေကအစားအစိုးဒီပြောမယ်ဆိုရင်ဒီကုမ္ပဏီကအကုန်လုံး provide လုပ်ထားပေးကြတာများတယ်ပေါ့နော်ပြီးတော့တဲ့အခါကျအခုဆိုရင်ဒီ UK တို့ US တို့ Australia တို့ New Zealand တို့ Ireland တို့အမရဲ့မိတ်ဆွေတော်တော်များရဲ့ကုမ္ပဏီတွေပေါ့နော်တော်တော်များဒူဘိုင်းမှာတော့ဖွင့်ကြရဲပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ तू ကသူ့နိုင်ငံနဲ့နိုင်ငံတွင်းမှာ trading လုပ်တယ်ဆိုရင်မှ तू အခွန်က9%ပဲပေးရအကဲ9%ကအများဆုံး9%10%ပဲပေးရပေါ့နော်ဒါပေမဲ့ကိုကဒူဘိုင်းမှာကုမ္ပဏီထောင်ပြီးတခြားနိုင်ငံမှာတခြားနိုင်ငံနဲ့ trading လုပ်ခဲ့တဲ့ဟာမျိုးဆိုရင်အခွန်က0%ပဲပေးရတယ်ဆိုတဲ့အခါကျတော့ American တို့ဒီနိုင်ငံတော်တော်များ Western country တွေကလည်းဒူဘိုင်းမှာသွားပြီးတော့ရင်းနှီးမြှုပ်နှံကြရဲပေါ့နော်ပြီးတော့တဲ့အခါကျရင်တော့ထူထူပြောကြမလို့ပေါ့နော်ဒူဘိုင်းရဲ့ခုနလိုတိုက်တာအဆောက်အုံတွေအကုန်လုံးကတကယ်လုံးဝ high end ပေါ့နော်ကမ္ဘာtallest tower tallest building တွေကဒူဘိုင်းမှာရှိတယ်ပြီးတော့တဲ့အခါကျရင်ဒူဘိုင်း mall ဆိုရင်တကယ်လုံးဝ massive ပေါ့နော်သူတို့ရဲ့ Apple Store ဆိုလဲအမေရိက Apple Store တော့အများကြီးကြီးရယ် Samsung ပဲဖြစ်ပြောမယ်ဆိုသူတို့ရဲ့ store တွေအကြီးဆိုင်တွေအကုန်လုံးကတကယ်အကြီးတွေပဲပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ Dubai is like living in the future ပေါ့နော်ခုနလိုမျိုးပဲနိုင်ငံတကာလာပြီးရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ cultural diversity ကလည်းတကယ်ကိုကြီးရယ်ပေါ့နော်ပြီးသွားရင်ကိုအလုပ်ရတယ်အခုဆိုရင်ပေါ့နော်ဒူဘိုင်းမှာကျောင်းတက်တယ်ဆိုတဲ့အခါကျရင်ကျောင်းတိုင်းလိုကသူက internship နဲ့သူလုပ်ပေးထားရပေါ့နော်အဲ့တော့ဒူဘိုင်းမှာကျောင်းပြီးသွားတဲ့အခါကျအလုံးမရဘူးဆိုတော့တော်တော်လေးရှားရပေါ့နော်100မှာ90-95%ကအလုံးရဖို့တေချာခိုင်မာမှုရှိရပေါ့နော်ပြီးရင်သူ့နိုင်ငံမှာဘွဲရထားတဲ့သူတွေဆိုရင်လည်းကျောင်းပြီးသွားတဲ့အခါကျအခုနလို work visa တွေဘာတွေကိုလည်းအလွယ်တကူတစ်နှစ် visa တွေကိုပေါ့နော်အလွယ်တကူရှောက်လို့ရအောင်9နှစ်လောက်ထိကိုသူတို့ကလုပ်ပေးထားရပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကလည်းကောင်းတဲ့အချက်လေးတွေပေါ့နော်အဲ့တော့အမအခုပြောသွားတဲ့အထီကိုပေါ့နော်ဗာမေးခွန်းလေးတွေမေးချင်တာရှိလဲပေါ့နော်
ခုနကတော့ကြတော့အမားတို့ကအားလုံးကိုအရန်စောင့်ရမှာဆိုတဲ့အတွက်ကြောင့်မလို့အမားတို့ကintro လေးတောင်မလုပ်သွားလိုက်ရဘူးပေါ့နော်တခါတည်းအမဒီ PowerPoint ကိုပဲတန်းသွားလိုက်တာဆိုတဲ့အခါကျတော့အမခုနပြောပြခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်နိုင်ငံတစ်ခုချင်းစီရဲ့ comparison လေးတွေမှာဘလို့အကြောင်းအရာလေးထပ်သိချင်တာမျိုးလေးတွေရှိသေးလဲဒါအမ PowerPoint ကမပြီးသေးဘူးပေါ့နော် it's just like I'm like on the halfway but then I just want to understand ပေါ့နော်အမပြောတော့တာအရင်မြန်လားဒါမှမဟုတ်သိချင်တာလေးတွေရောရှိလားပေါ့နော်အကယ်၍ပေါ့နော်အမကိုထပ်ပြောမေးချင်တာလေးတွေရှိရဲဆိုရင်လည်းဒီ Zoom chat box ကနေပြီးတော့မေးခွန်းလေးတွေပို့ထားလို့ရတယ်ပေါ့နော်ဒီ seminar လေးရဲ့အဆုံးမှာအမကတယောက်ချင်းစီကိုအသက်နိုင်ဆုံးပြန်ဖြေပေးသွားမယ်ပေါ့နော်ဟုတ်ပြီနော် sorry ပါအမကလေပေးချင်တဲ့ information တွေကလေအရန်များတာမို့အတွက်ကြောင့်မလို့ပေါ့နော် like I'm like just going through it's like very fast ပေါ့နော်အဲ့တော့အမရဲ့ဒီစကားပြောတဲ့ speeding ကလည်းတော်တော်လေးကိုမြန်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့အမအနေနဲ့ကကြတော့မောင်လေးတို့ညီမလေးတို့ကို information တွေလည်းအများကြီးကိုစုံစုံလင်လင်လေးပေးချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမကဒီနေ့အမပြင်ဆင်ထားလေးလည်းအများကြီးပဲဆိုတဲ့ခါကြတော့အမစကားပြောတာလေးအရန်မြန်နေတယ်ဆိုရင်လည်းခွင့်လွတ်ပါလို့အကယ်ကိုသိချင်တာလေးတွေရှိရဆိုရင်လည်းဒီ chat box ကနေပြီးတော့မေးလို့ရတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဘာမှလည်းမမေးကြဘူးဆိုတဲ့ခါကျတော့ I will continue with my presentation ပေါ့နော်အဲ့တော့အမားတို့ဒါကတော့ကျောင်း comparison လေးတွေပေါ့နော်ကျောင်းလာကားတွေရဲ့ comparison လေးတွေအဲ့တော့ဒီမှာဘာကိုကြည့်လို့ရလဲဆိုတဲ့ခါကျတော့ of course tuition fees အရာပြန်တွက်ကြည့်လိုက်မယ်ဆိုရင်တော့စင်ကာပူကတော့ကျောင်းလာကအမြင့်ဆုံးထဲမှာပါတယ်ပေါ့နော်ပြီးတော့တဲ့ခါကျရင်တော့ဒူဘိုင်းကဒုတိယအမြင့်ဆုံးထဲမှာပါတယ်ပြီးရင်တတိယကတော့မလေးရှားပေါ့နော်စတုတ္ထကတော့ထိုင်းနဲ့မလေးရှားနဲ့ကတော့အရင်ကြီးမကွာဘူးပေါ့နော်ဒါပေမဲ့နည်းနည်းလေးကွာတာမျိုးရှိရဘလို့ဟာမျိုးတွေမှာကွဲသွားလဲဆိုတော့ဥပမာ Newcastle University တို့ University of Nottingham တို့ Monash University တို့ပြီးတော့တဲ့ခါကျရင်ဒီ Curtin University တို့ Swinburne University တို့လိုမျိုးပေါ့နော်ဒီ University of Nottingham တို့လိုမျိုး foreign ကလာ open လုပ်ထားတဲ့ကျောင်းတွေကတော့ even though သူတို့ရဲ့ main campus တွေတဲ့ကျောင်းလာကအများကြီးတက်တာရလို့ပြောပေမဲ့လည်းမလေးရှားကဖွင့်ထားတဲ့ဒီ Sunway တို့ Taylor တို့ Inti တို့နဲ့ရှင်လိုက်မယ်ဆိုရင်တော့ကျောင်းလာကပိုများနေမှာတော့အတီးချပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျောင်းလာကတွေကထိုင်းတဲ့ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့များနေတာပေါ့နော်အဲ့ဒါမဲ့ကျောင်းလာကတွေအကုန်လုံးကတော့ပြောမယ်ဆိုရင်ဘွဲရဖို့အထိဆိုရင်ပေါ့နော် is like you can complete your bachelor's degree uh like within 30,000 US dollar ပေါ့နော်ဒါပေမဲ့ of course ကိုကချဲ့မယ်ဆိုရင်လည်းခုနကပေါ့ဒေါ်လာ3သိန်း2သိန်းအထူးသဖြင့် medical school တွေဆိုရင် medicine ဆိုရင်တော့ဒေါ်လာ3သိန်း2သိန်းလောက်ထိသွားတဲ့အကြောင်းမျိုးတွေလည်းရှိရပေါ့နော်ဒါကတော့ကိုချဲ့ရင်ချဲ့တယ်လို့မျိုးပို့ပြီးတော့အကုန်ကြများနိုင်တယ်ပေါ့နော်ဒါပေမဲ့အမားတို့ကဒါလေးက price comparison ကိုအကြမ်းမြင်ပြောပြထားတာပေါ့နော်ဒါပေမဲ့စင်ကာပူက even though ကျောင်းလာကကြီးလိုက်မယ်ဆိုရင်ပိုများတယ်လို့ထင်ရပေမဲ့နေစိတ်စားစိတ်မှာစင်ကာပူကတကယ်တမ်းပြန်တွက်လိုက်မယ်ဆိုရင်အကုန်ကြတက်တာဆုံးလို့ပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့ပြောရလဲဆိုတော့စင်ကာပူရဲ့ living expense ကတက်တာလို့ပြောတာမဟုတ်ဘူးပေါ့နော်။ဥပမာဒူဘိုင်းတို့ဘာတို့မှာပေါ့နော်3နှစ်လောက်4နှစ်လောက်နဲ့တက်ရမယ့်ဘွဲတွေပေါ့နော်ထိုင်းတို့မလေးရှားတို့မှာ4နှစ်လောက်နဲ့ဘွဲယူရမယ်ဆိုတဲ့ bachelor degree တွေကစင်ကာပူမှာအချိန်2နှစ်ခွဲ3နှစ်လောက်နဲ့ကိုဘွဲယူလို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ပတ်စံတော့နည်းနည်းလေးပိုကုန်တယ်တခြားနိုင်ငံတွေထက်ဆိုင်ရင်ပေါ့နော်နေစိတ်စားစိတ်မှာလည်းနည်းနည်းလေးပိုကုန်လိမ့်မယ်ကျောင်းလာကမှာလည်းနည်းနည်းလေးပိုကုန်လိမ့်မယ်ဒါပေမဲ့duration အရာတွက်လိုက်မယ်ဆိုရင်စင်ကာပူရဲ့ duration ကိုဘယ်နိုင်ငံမှရှင်လို့မရဘူးပေါ့နော်စင်ကာပူကကမ္ဘာမှာဆိုရင်ဒါအတိုဆုံး it's like the fastest way for you to get a bachelor's degree ပေါ့နော်from the top tier university ဆိုတဲ့ခါကျတော့စင်ကာပူရဲ့ duration ကိုတော့ဘယ်သူမှရှင်လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တခြားနိုင်ငံတွေအများစုက semester base နဲ့သင်ကြတာများတယ်ပေါ့နော်စင်ကာပူကကြတော့ trimester base နဲ့သင်ကြတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျသူ့မှာ summer holiday breaks တွေပါတယ်မရှိဘူးပေါ့နော်သူကဇက်တိုက်စာတင်သွားရတာပေါ့နော်ဂျားမှာအကြောင်းပိတ်တာဆိုလို့2ပတ်3ပတ်လောက်ပဲသူကပိတ်ပေးရပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးတွေရှိရတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ကလည်းအဲ့လိုမျိုးအချိန်တွေကအများကြီးကြာတယ်ပေါ့နော်အခုအမပြောသွားတဲ့အကြောင်းအရာတွေကိုခေါင်းထဲမှာအလွတ်ကျထားကြရလဲမလို့ဘူးပေါ့နော်အလွတ်မှတ်ထားကြရလဲမလို့ဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အမားတို့ဒီ information hub of မြန်မာမှာပေါ့နော်အစတော့ကဆိုလဲအမားတို့ရဲ့ဒီ business development manager မက်ဂျန်နီပြောသွားသလိုပဲပေါ့နော်အမားတို့ရဲ့ဒီ information hub of မြန်မာမှာဆိုရင်အမားတို့က free counseling ပေးရပေါ့နော်အမားနဲ့တောင်မှ free counseling ယူလို့ရတယ်ပေါ့နော်အမားတို့က30 minutes ပေးရ even though
အမေရိကမှာနေနေရဆိုပေမဲ့လည်းအမကမြန်မာနိုင်ငံအချိန်နဲ့ပဲအမ counseling တွေ provide လုပ်ပေးရပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အမတို့ကကျောင်းသူကျောင်းသားတိုင်းကိုပေါ့နော် everybody has an equal opportunity ပေါ့နော်ကျောင်းသူကျောင်းသားတိုင်းမှာ equal opportunity အမတို့ကပေးထားတယ်ကျောင်းသူကျောင်းသားတွေကိုအမတို့30 minutes free counseling လုပ်ပေးတယ်ပြီးတော့တဲ့အခါကျအမတို့မှာနိုင်ငံပေါင်း20ကျော်မှာကျောင်းပေါင်း800ကျော်နဲ့လည်းအမတို့ကချိတ်ဆက်ထားတယ်ပေါ့နော်အဲ့တော့အမတို့ကကျောင်းလျှောက်တာတွေ scholarship လျှောက်တာတွေ student visa လျှောက်တာတွေအကုန်လုံးကို one stop service provide လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့အပြင်မှာ accommodation arrange လုပ်ပေးတာတို့ airport pickup တို့ဘာတို့အားစားအမားတို့one stop provide လုပ်ပေးနိုင်တယ်ဥပမာအမေရိကအထူးသဖြင့်ဒီ Los Angeles မှာဆိုအမားတို့ရဲ့ကိုယ်ပိုင်အဆောင်တွေကအစားရှိရပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့လိုမျိုးဟာတွေကိုလည်းအမားတို့အနေနဲ့additional support လုပ်ပေးနိုင်တယ်ပေါ့နော်အများအဖြစ်ပေါ့နော်အမားတို့ကဒီUS ကကနေဒါရဲ့ Australia အဲ့သုံးနိုင်ငံမှာပဲ student visa လျှောက်တယ်ဆိုရင်အမားတို့က service fee US ဒေါ်လာ900ရှိရပေါ့နော်ဒါပေမဲ့တခြား UK တို့ Ireland Germany Spain ပေါ့နော်ပြီးတော့အာရှနိုင်ငံတွေရောပေါ့နော်အဲ့နိုင်ငံတွေမှာဆိုရင်အမားတို့နဲ့ချိတ်ထားတဲ့ကျောင်းတွေကိုလျှောက်တယ်ပေါ့နော် even New Zealand တို့Ireland တို့ကအစားပေါ့နော်အမားတို့နဲ့ချိတ်ထားတဲ့ကျောင်းတွေကိုလျှောက်တယ်ဆိုရင်ကျောင်းလျှောက်တာရော student visa လျှောက်တာရော scholarship တွေလျှောက်တာအစားအမားတို့ကအခမဲ့ဝန်ဆောင်မှုပေးတယ်ပေါ့နော်အမားတို့ဘာမှဝန်ဆောင်ကပေးစရာမလိုဘူးပေါ့နော်အဲ့တော့ကိုကcounseling တွေအကုန်လုံးကလည်း free provide လုပ်ပေးတယ်ဒီကျောင်းလျှောက်တာ student visa လျှောက်တာ scholarship လျှောက်တာတွေကလည်းအမားတို့ကအခမဲ့ဝန်ဆောင်မှုပေးတယ်ပြီးတော့တဲ့အခါကျရင်မောင်လေးတို့ညီမလေးတို့ scholarship လျှောက်တဲ့နေရာမှာရေးတဲ့ essay တွေ student visa လျှောက်တဲ့နေရာမှာရေးတဲ့ essay တွေပေါ့နော်စာရွက်စာတမ်းတွေဟာအစားအမားတို့ကတေချာကိုတကယ် professional proofreader တွေနဲ့ပြန်ဖတ်ပြီးတော့အကြံဉာဏ်ပေးရပေါ့နော်လိုအပ်တယ်ဆိုရင်ဘယ်နေရာပြန်ပြင်ရမလဲဆိုတာတွေအားစားအမားတို့ကအသေးစိတ် advice လုပ်ပေးရပေါ့နော်အဲ့တော့အမားတို့အနေနဲ့အမားတို့ရဲ့အဓိက main ဥတီချက်ကတော့မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေကိုအဓိကကနိုင်ငံတကာမှာပေါ့နော်ကျောင်းသားတက်တဲ့နေရာမှာသူတို့တက်ချင်တဲ့ကျောင်းတွေဝင်ခွင့်ရအောင်ပြီးတော့တဲ့အခါကျရင် scholarship တွေရအောင်ပေါ့နော်အဲ့လိုမျိုးအမားတို့ကကူညီဆောင်ရွက်ပေးခြင်းနဲ့ဆန္ဒလေးနဲ့ပေါ့နော်အမားတို့ဒီ company လေးကိုတည်ထောင်ထားရလဲဖြစ်တယ်အဲ့တော့အမအခုဒီ seminar လေးမှာပြောသွားတဲ့အကြောင်းအရာလေးတွေကိုမမှတ်မိဘူးဆိုရင်လည်း like there's no problem ပေါ့နော် there's no issue at all you can always request for a free counseling session ပေါ့နော်အဲ့တော့အမားတို့မှာဆိုရင်30 minutes counseling session ကိုလည်းအခမဲ့အမားတို့ provide လုပ်ပေးထားတယ်ဒါကျောင်းသူကျောင်းသားတိုင်းမေးခွင့်ရှိရပေါ့နော် like အကယ်၍ကိုကလေလမ်းပြောင်းနေရဆိုရင်လည်းမေးလို့ရတယ်ဘာလို့ဆိုတော့ဥပမာ for example အမားတို့မှာအမားတယောက်တည်းမဟုတ်ဘူးเนาะတခြား counselor တွေလည်းရှိရဟိုအမားဆိုရင်ဒါ15နှစ်ပဲတက်တန်းရှိသေးရပေါ့เนาะပညာလောကမှာအမားရဲ့ colleagues James Conn တို့ဘာလို့ဆိုရင်နှစ်ပေါင်း25နှစ်ကျော်ပေါ့เนาะပညာရေးလောကမှာတက်တန်းရှိရပေါ့เนาะအဲ့လိုမျိုးဆိုတဲ့ခါကျတော့အမားတို့ကဒီ team ထဲမှာဆိုတကယ် international experience ရှိတဲ့ counselor တွေအကုန်လုံးနဲ့အမားတို့ကပူးပေါင်းဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ like ဟိုကိုသိချင်တဲ့ information တွေအကုန်လုံးပညာရေးနဲ့ပတ်သက်လာတယ်ဆိုရင်အားမနာတယ်လာပြီးတော့မေးမြန်းစုံစမ်းလို့ရတယ်ပေါ့နော် Okay အဲ့တော့ဒါလေးကတော့ living expenses တွေကိုအမတို့ comparison လုပ်ပြီးထားတာပေါ့နော် of course obviously ကတော့ Singapore နဲ့ Dubai ကတော့နေစိတ်စားစိတ်အမြင့်ဆုံးပေါ့နော်ကိုချက်ရင်ချက်တယ်လို့မျိုးနေစိတ်စားစိတ်ကအမြင့်ဆုံးဖြစ်လိမ့်မယ်ပြီးရင် Thai နဲ့ Malaysia ကတော့ very similar ဖြစ်လိမ့်မယ်ပေါ့နော်သူတို့တစ်လကို300နဲ့900လောက်ပဲကုန်တာဆိုတဲ့အခါကျတော့ကိုယ့်အနေနဲ့နေစိတ်စားစိတ်အများကြီးမသုံးခြင်းဘူးဆိုရင်တော့မလေးရှားနဲ့ထိုင်းမှာရှိတဲ့အကြောင်းတွေကိုရွေးချယ်လို့ရတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့အခုလက်ရှိပေါ့နော် Asia မှာဘလို့ career တွေက up and coming ဖြစ်နေလဲဘလို့ trend တွေကသွားနေလဲဆိုတာမျိုးတော်တော်များမေးကြတယ်မလို့ဆိုတော့အဲ့ဒါကအရန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကအခုလက်ရှိ trend ကိုမသိဘဲနဲ့ကိုရွေးချယ်လိုက်တဲ့ major တစ်ခုကမှားသွားတယ်ဆိုရင်ចောင်းပြီးတော့အလုံးမရတဲ့ခါကျရင်လေကိုចောင်းတက်ခဲ့ရတဲ့အချိန်တွေပြီးသွားရင်အဲ့ចောင်းလာကတော့ကုန်ခဲ့ရတဲ့ငွေတွေအကုန်လုံးကပလုံဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ခုနလိုမျိုးပေါ့ of course ကိုကဝါသနာပါတယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဝါသနာပါတယ်ဆိုရင်တော့ကိုကတေချာ focus လုပ်ပြီးတော့စူးစမ်းတယ်ဆိုရင်တော့အောင်မြင်နိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကအခုလက်ရှိ trend နဲ့အမီပေါ့နော်ကိုရွေးချယ်တဲ့ဘာသာရပ်တွေကိုလည်းကိုက်ညီမှုရှိသေးခြင်းနဲ့ចောင်းပြီးသွားရင်လည်းအလောက်ကိုင်ခွင့်လန်းကိုတကယ် strong ဖြစ်နိုင်မဲ့ major ရက်တွေကိုရွေးချယ်တယ်ဆိုရင်တော့ဒီ major ရက်လေးတွေကအကောင်းဆုံးပဲပေါ့နော်အထူးသဖြင့်ဥပမာ technology ရဲ့အောက်မှာဆိုရင်ဒီ artificial intelligence တို့ cyber security တို့ data science တို့ကじゃတကယ်လုံးဝ key major ရက်တွေပေါ့နော်
ဆိုတဲ့ခါကျတော့ဒီ major ရက်တွေကကျတော့ကိုယ့်အတွက်အကြောင်းပြီးသွားတဲ့ခါကျရင်ဘယ်နိုင်ငံမှာပဲအကြောင်းပြီးဘယ်ကိုပဲသွားပေါ့နော်အလုပ်ကအခွင့်အလမ်း opportunity အများဆုံးပေးနိုင်တဲ့major ရက်တွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုက in person အလုပ်မလုပ်ချင်ဘူးဆိုရင်တောင်မှ you can work remotely ပေါ့နော် work online ကနေပြီးတော့အလုပ်လုပ်ပြီးတော့ပတ်စံရှာလို့ရနိုင်တဲ့ major ရက်တွေလည်းဖြစ်တယ်ပေါ့နော်ဒါတွေကကြတော့ဒုတိယတစ်ခုကကြတော့ finance and business ပေါ့နော်အဲ့တော့တော်တော်များပြောရင်ကျွန်တော်ကတော့ business သွားခြင်းနဲ့တမီးကတော့ business သွားခြင်းနဲ့ဘယ်လို major ရက်မျိုးတွေတက်ရမလဲအခုလက်ရှိမှာဘာတွေလဲ cryptocurrency တို့เนาะဒီ stocks exchange တွေတို့သိရမလား brokerage တွေတို့အဲ့ဒါတွေကအခုလက်ရှိမှာအရန် trending ဖြစ်လာတယ်တချို့တွေဆိုရင်cryptocurrency တွေရဲ့ fluctuations တွေကြောင့်မလို့ overnight ကို billion နဲ့ဖြစ်သွားတဲ့သူတွေလည်းရှိရပေါ့နော်ခွေးဖြစ်သွားတဲ့သူတွေလည်းရှိရပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ it's like it depends on like how well you can analyze ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အခုနောက်ပိုင်းမှာဆိုရင်ဘာတွေကပို့ပြီးတော့ခက်စားလာလဲဆိုတဲ့အခါကျတော့ပုံမှန်တမျိုးကြ finance major တွေထက်ဆိုင်ဒီ fintech လို major ရဲ့မျိုးတွေ investment analysis လို major ရဲ့မျိုးတွေကလည်းအရန် trending ဖြစ်လာတယ်ပေါ့နော်ပြီးတော့တဲ့အခါကျအခုနောက်ပိုင်းမှာဆိုရင်ဒီ e-commerce တွေကလည်းအရန်ကိုတွင်ကျယ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းကလည်း online ကနေ shopping တွေပတ်ကြတယ်သိရမလားဈေးဝယ်ကြတယ်အရာရာကို online ကနေပဲအကုန်လုံးမှာကြတယ်ပေါ့နော် like everybody is so addicted to their phone ပေါ့နော်ပြီးတော့တဲ့အခါကျရင် technology ကိုအရန်ဖြစ်တဲ့အခါကျတော့ဘာလို့လဲဆိုတဲ့အခါကျ international trading တွေပေါ့နော်အဲ့ဒါတွေကလည်းအရန်ကိုခစ်စားရပေါ့နော်အဲ့ဒါကြောင့်မလို့ like right now there is a tariff war ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ you also need to understand what does it mean by tariff war အဲ့ဒါဘာလဲဆိုတော့ခုနကဆို tax တွေပေါ့နော်ခုနကဆို America ရောင်းတဲ့ product တွေကိုသူတို့နိုင်ငံဝယ်တဲ့ခါကျရင်ဘယ်လိုမျိုးအခွန်တွေပေးရမှာလဲဥပမာ for example made in China product ကအမေရိကကိုလာရောက်မယ်ဆိုရင်ဘယ်လိုမျိုး tax တွေကောက်မှာလဲပေါ့အဲ့လိုမျိုး trade တွေပေါ့နော်အဲ့လို trading wars တွေကလည်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့လို major ရမျိုးတွေတက်ထားရဲဆိုရင်လေ it's a very good opportunity for you to get a job ပေါ့နော်အဲ့တချို့တွေဆိုရင် like ကျောင်းတော်မပြီးသေးဘူးပေါ့နော်တကယ် headhunter company တွေကနေပြီးတော့အလုပ်ခေါ်တာမျိုးတွေအများကြီးပဲရှိရပေါ့နော်အဲ့တော့အမေရိကမှာဆိုရင်လည်းအဲ့ဒါတွေကအရန်ကို training ဖြစ်တယ်အလုပ်ကိုင်ခွင့်လည်းအရန်ကောင်းတဲ့ major ရက်တွေလည်းဖြစ်တယ်ပေါ့နော်တချို့တွေဆိုရင်အဲ့လို6 figure တို့7 figure salary တောင်မှရကြတာမျိုးတွေရှိရပေါ့နော် even if you're just fresh graduate ဖြစ်နေပေမဲ့လည်းပေါ့နော်အဲ့တော့အဲ့အရာတွေကကြတော့ကိုယ့်အနေနဲ့consider လုပ်တဲ့ major ရတယ်ဒါပေမဲ့ of course သိရမလားကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုယ့်ရဲ့ဝါသနာကိုလည်းကိုကမေးရမှာပေါ့နော်ပတ်စံနောက်တစ်ခုတွေကိုလိုက်လို့မရဘူးပေါ့နော်ကိုကပတ်စံရရင်ပြီးတော့အလုပ်ရရင်ပြီးတော့အလုပ်ပေါ်လို့ဆိုပြီးတော့ကိုတက်လိုက်ပြီးတော့ကိုယ်တိုင်တကယ်စိတ်ဝင်စားလို့ဆိုရင်လည်း it's gonna be a failure ဒီလား because ကိုဝါသနာမပါတဲ့အရာတစ်ခုကိုလုပ်တယ်ဆိုရင်ဟန်ဆောင်ပြီးလုပ်စူးစမ်းပြီးလုပ်တယ်ဆိုရင်တော့ you can only last for like a certain period of time ပေါ့နော် you were not able to last it for a long time ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျအဲ့အရာလေးတွေကိုလည်းတေချာစဉ်းစားရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ creative industry ပေါ့နော်အဲ့တော့အဲ့ဒါဗာလဲဆိုတော့အခုနောက်ပိုင်းက social media influencer တွေအမတော့ like cause I don't really feel comfortable ပေါ့နော်အဲ့တော့အမအနေနဲ့ကတော့ခုနလို video တို့ဘာတို့ရိုက်ကြတာမျိုးတွေဝါသနာမပါဘူးပေါ့နော်အခုလိုမျိုး audience တွေကျောင်းသူကျောင်းသားမောင်လေးတွေညီမလေးတွေနဲ့ကျောင်းသားမိဘတွေနဲ့အခုလိုမျိုး Zoom ကနေပြောပြရတာကိုအမအတွက်ကbalance မဖြစ်ပြင်မဲ့ပေါ့နော်ဒါပေမဲ့တချို့တွေဆိုရင်ကျတော့အခုနောက်ပိုင်းကonline ကနေပြီးတော့အဲ့လိုမျိုး social media influencer တွေဖြစ်လာတဲ့ beauty blogger တွေအများကြီးပဲပေါ့နော်ဒီအဲ့လိုမျိုးဒီဘယ်လဲ branding ပေါ့နော်တမန်အရင်များလာဖြစ်တဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်းဆိုရင်ဒီ digital marketing တို့ UI UX design အပိုင်းတွေ content creation အပိုင်းတွေရတယ် it's gonna play a very important role ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုပေးလိုက်တဲ့ content ပေါ့နော်ကိုပေးလိုက်တဲ့ message တစ်ခုကြောင့်မလို့ပဲ viral ဖြစ်ပြီးတော့ဘယ်လဲနေ့ချင်းညချင်း like millionaire တွေ billionaire တွေဖြစ်သွားနိုင်တယ်ဥပမာမြန်မာနိုင်ငံမှာပဲထားပါတော့ for example ဘာရမဟုတ်ဘူးရေခဲချောင်းရောင်းတဲ့ကောင်လေးက तू ကဒီငလျင်မှာ तू ရောင်းတဲ့ရေခဲချောင်းလေးကိုမရောင်းမဲနဲ့လှူလိုက်တဲ့အတွက်ကြောင့်မလို့လူတွေကသိပြီးတော့ဒါကို तू ရိုက်ထားတဲ့ဗီဒီယိုလည်းမဟုတ်ဘူးเนาะဘေးကလူတယောက်ကရိုက်ပြီးတော့တင်ပေးလိုက်တဲ့ဗီဒီယိုကြောင့်မလို့ it's go viral လေသိလားအဲ့တော့ဘာဖြစ်သွားလဲဆိုတော့နေချင်းညကြော်ညာတွေလက်ခံရရှိတယ်သိရမလားကြော်ညာရိုက်ကတာတွေဘာတွေဖြစ်လာတယ်သိရမလားအဲ့လိုမျိုးပဲ America မှာဆိုပိုအောင်ဆိုးသေးရ like if your contents go viral like then you could even make a maybe like in a year time you could even become a millionaire
ပေါ့နော်ဒီမှာဆိုရင်ကိုယ့်ရဲ့ content တွေကဒါအရန်ကောင်းပြီးတော့ကိုယ့်ကို viewer အရန်တက်သွားတယ်ဆိုရင်ကိုယ့်ရဲ့ post တွေက viral ဖြစ်သွားတယ်ဆိုရင်ဒီ within like 6 months to a year အတွင်းမှာတော့မှကိုက millionaire လည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အခုနောက်ပိုင်းကကြတော့ဒီ creative industry ကလည်းအရန်စိတ်ဝင်စားစရာကောင်းတဲ့ industry တစ်ခုဖြစ်လာတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ healthcare and tourism ပေါ့နော်အဲ့တော့ဒီ medical related ဖြစ်တဲ့ဟွာလေးပေါ့နော်ခုနလိုမျိုးဒီဆရာဝန်တို့ dentist တို့ vet တို့ပေါ့နော်အဲ့ဒါတွေကလည်းအရေးကြီးတာတလို့ပဲပြီးသွားတဲ့ဒီ healthcare operation တွေကို manage လုပ်ကြတဲ့ healthcare workers ဒီ social workers ဒီပေါ့နော်ဥပမာထိုင်းလိုနိုင်ငံမျိုးမှာဆိုရင်ဒါ medical tourism ကတကယ်ကို booming ဖြစ်နေတာသိရမလားအဲ့တော့ကိုကဘာလုပ်လဲဆိုတော့တခြားဘာမှမလုပ်တော့ဘူးဆိုတော့ translator လုပ်ရင်တော့မှဟိုမြန်မာကနေထိုင်းကနေမြန်မာလုပ်တယ်ဆိုရင်တော့မှထိုင်းမှာအလုပ်တွေအများကြီးပဲပေါ့နော်ဈေးရုံတိုင်းမှာဒါမြန်မာဟို patient တွေအများများတယ်မြန်မာမှမဟုတ်ဘူးကမ္ဘောဒီးယားတို့လာအိုတို့ even ဒူဘိုင်းတို့ဘာတွေကလူတွေကစားထိုင်းမှာလာပြီးစေကန်းပြကြတာမျိုးရှိရယ်စင်ကာပူမှာလာပြီးပြကြတာမျိုးရှိရယ်ပေါ့နော်အဲ့တော့ medical tourism ကလည်းအရန်ကို booming ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမြန်မာနိုင်ငံမှာဆေးကြောင်းနဲ့ပွဲရထားတယ်ဒါပေမဲ့ကို့အနေနဲ့ကတခြားအနောက်နိုင်ငံတစ်ခုမှာပေါ့နော်ကိုကခုနလိုမျိုးပေါ့နော်ဒီထိုင်းတို့ဘာတို့မှာကျောင်းတက်နေနေပတ်တိုင်းလုပ်ချင်တာပဲဖြစ်ဖြစ်ပတ်တိုင်းကတော့ legally မဖြစ်ဘူးပေါ့နော်နောက်ကျောင်းပြီးသွားတဲ့ခါကျရင်ကိုအလုပ်လုပ်ချင်တယ်ဆိုရင်လည်းအဲ့ medical tourism တို့ healthcare management တို့ဒါမှမဟုတ် sustainable tourism တွေကိုလည်းကိုက consider လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ခုနလို environmental science တို့ပေါ့နော်အဲ့လိုsustainability တို့အဲ့ဒါမျိုး risk management တို့အဲ့ဒါမျိုးတွေကလည်းအခုလက်ရှိမှာ up and trending ဖြစ်နေတဲ့ career တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုက international student တယောက်အနေနဲ့ဘယ်လို visa ရက်တွေတက်ရမလဲဆိုတဲ့အခါကျရင်ဥပမာ business management လို့ major ရက်မျိုးမှာဆိုရင်ကြတော့ဒါမြန်မာနိုင်ငံမှာလူတွေအများဆုံးရွေးချယ်ကြတဲ့ဘာသာရပ်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေဆိုရင်ကတော့ Sunway တို့ Taylors တို့ Dubai မှာရှိတဲ့ကျောင်းတွေရဲ့ campus တွေမှာလည်းတက်လို့ရတယ်ပေါ့နော်တခြားစင်ကာပူကကျောင်းတွေထိုင်းကကျောင်းတွေမှာလည်းတက်လို့ရတယ်ပြီးတော့ရင်ဒုတိယကတော့ဟိုပါပေါ့နော်ဒီ high and demand ပေါ့နော်အလုပ်ကိုင်ခွင့်လန်း career opportunity globally အရင် strong ဖြစ်တာကြောင့်မလို့ဒီဘာ language barriers မှလည်းမရှိရဲ computer science နဲ့ IT ကလည်းဒါရွေးချယ်တဲ့ဘာသာရပ်ထဲမှာပါတယ်ပေါ့နော်ပြီးတော့တဲ့အခါကျ engineering မှာဆိုရင်တော့biotech တို့ petroleum တို့ mechatronic တို့ electrical electronic engineering တို့ပြီးတော့တဲ့အခါကျရင် mechanical engineering တို့ civil engineering တို့ construction engineering တို့ built environment engineering တို့ဆိုတာကလည်းအခုလက်ရှိချိန်မှာလုံးဝတကယ်ကို trending ဖြစ်နေတဲ့ engineering major ရပ်တွေဖြစ်တယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ဥပမာစင်ကာပူလိုနိုင်ငံမျိုးဒူဘိုင်းလိုနိုင်ငံမျိုးထိုင်းလိုနိုင်ငံမျိုးတွေမှာဆိုရင်လည်းဒီ hospitality and tourism major ရက်ကကြတော့ဘာလို့ဆိုတော့သူတို့ခီးသွားအလုပ်ကိုအဓိကဟိုပါပေါ့နော်ဟိုအရေးပေးပြီးလုပ်နေတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မလို့ hospitality and tourism ကလည်းအလုပ်ကိုင်ခွင့်လည်းအရန်ကောင်းတယ်ပေါ့နော်ပွင့်လင်းပြောမယ်ဆိုရင်အမပထမဦးဆုံးကျောင်းပြီးလို့ပထမဦးဆုံးရတဲ့အမရဲ့ full time job ကလည်း hotel မှာပေါ့နော်အမကhotel receptionist မှာလုပ်ခဲ့ရတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ like you know you can start from small and you can grow higher ပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ခုနလိုမျိုးဟိုဟာအဓိကကိုဝါသနာပါဖို့အရေးကြီးတယ်ကိုရေရှည်မှာလည်းအဲ့ဒီအလုပ်တစ်ခုကို enjoy ဖြစ်ဖို့အရေးကြီးရယ်ပေါ့နော်အဲ့ဒီဟာတွေပေါ့အခြေခံပြီးတော့ရွေးချယ်ဖို့အရေးကြီးရယ်ပေါ့နော်ပတ်စံရဖို့တစ်ခုတည်းဟာအလုပ်ခိုင်ခွင့်လန်းပေါ်ရဲဆိုတာမျိုးနဲ့ရွေးချယ်တာမျိုးတော့အမက encourage မလုပ်ဘူးပေါ့နော်အဲ့တော့ healthcare ဆိုတဲ့ major ရက်ကကြတော့ဘယ်နိုင်ငံသွားဥမာအမေရိကကိုလာမလားဆရာဝန်ဆိုရင်အလုပ်ရဖို့တရားမှာ69တေးကြတယ်ပြီးတော့ရင် sponsor ရဖို့ပေါ့နော်ကိုယ့် work visa တွေပါရှောက်ပေးဖို့ sponsor တွေပြီးတဲ့ပို့ပေါ့နော်ဒီ quota အများဆုံးရှိရဲ့ sector ကိုပြောပါဆိုရင်လည်း healthcare sector ပဲပေါ့နော်ဥပမာ pharmacy နဲ့ကိုကကြောင်းပြီးထားရဲဆိုအမေရိကမှာဆိုရင်ကိုက pharmacy နဲ့ကြောင်းပြီးထားလို့ပေါ့နော်ကိုက pharmacist license ရပြီဆိုတာနဲ့လုံးဝ fresh graduate တောင်မှတစ်နာရီကိုအနည်းဆုံးဒေါ်လာ30ကနေဒေါ်လာ55နဲ့စပေးရပေါ့နော်အဲ့လောက်ထိကိုလာစားကောင်းကြရဲပေါ့နော်ဆိုတဲ့အခါကျတော့ကို့အနေနဲ့ကိုကလည်းခုနလို biology တို့ chemistry တို့healthcare နဲ့ပတ်သက်တဲ့ major ရက်တွေကိုသင်ချာတို့ပေါ့နော်အဲ့ဒါမျိုးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ you could also consider healthcare related major ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒါတွေကကြတော့တကယ်ကိုဘယ်နိုင်ငံသွားဥပမာအင်္ဂလန်သွားမလားဩစတြေးလျသွားမလားနယူးဇီလန်သွားမလားအလုပ်ကိုင်ခွင့်လန်းရဖို့လည်းသိကြတယ်
permanent resident တွေပါလေလျှောက်ဖို့လဲတည်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ sector ကကြတော့လူတိုင်းကကျန်းမာဖို့လိုအပ်တယ်လူတိုင်းကအသက်ရှင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဘယ်နိုင်ငံသွားပေါ့နော် healthcare major ရက်တွေကအလုပ်ကိုင်းပေါ်များတယ်ယူရိုပပဲသွားမလား UK ပဲသွားမလား US ပဲသွားမလားကနေဒါသွားမလားဟိုအိုင်ယာလန်သွားမလားကြိုက်တဲ့နိုင်ငံသွားပေါ့နော် Asia နိုင်ငံတွေပဲသွားမလား healthcare major ကတော့အလုပ်ကိုင်းခွင့်လဲ very strong ဖြစ်တဲ့ major ရက်တစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီเนาะအဲ့တော့ career opportunity မှာဆိုရင်ကြတော့ခုနလိုမျိုးပေါ့เนาะဒီ multinational company တော်များကလည်း Asia မှာရှိတာအတွက်ကြောင့်မလို့ကိုယ့်အနေနဲ့even though like you graduate in Asia you could also work for Google or Microsoft you know or HSBC or maybe Facebook Meta you know or like TikTok you know all those brand they have the headquarter in Singapore you know or they have a headquarter in like Dubai or Thailand you know အဲ့လိုမျိုးဆိုတဲ့အခါကျကိုယ့်အနေနဲ့အာရှမှာကိုကအကြောင်းပြီးသွားပေမဲ့လည်းတကယ် multinational company brand company အကြီးတွေမှာလည်းကိုကအလုပ်လုပ်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ multinational company တော်တော်များရဲ့ headquarters တွေသူတို့ရဲ့ office တွေအကုန်လုံးကခုနအမပြောခဲ့ခုနက Thai တို့ Singapore တို့ Dubai တို့လိုမျိုးပြီးမလေးရှားလိုနိုင်ငံမျိုးတွေမှာလည်းရှိရပေါ့နော်ပြီးတော့တဲ့အခါကျအခုနောက်ပိုင်းမှာဆိုရင်ဒီ technopreneur တွေပေါ့နော် ecosystem တကယ် innovative ဖြစ်တဲ့ entrepreneur ပေါ့နော်တကယ်လုံးဝ startup entrepreneur လေးတွေပေါ့နော်အခုမှ fresh graduate လေးတွေကနေပြီးတော့ idea ရှိပြီးတော့ startup လုပ်တယ်ဆိုရင်ဒူဘိုင်းမှာဆိုရင် you can get a funding ပေါ့နော်ကိုကအဲ့ business pitching တွေတွားပြီးတော့တင်လို့ရတယ်ကိုယ့်ရဲ့ business idea ကိုလာသဘောကျတဲ့ခုနက angel investor တို့ incubator တို့အဲ့လိုဟာမျိုးတွေကလာပြီးတော့ invest လုပ်ကြတာမျိုးကြီးရှိရပေါ့နော်အထူးသဖြင့်အဲ့ဒါကတော့စင်ကာပူနဲ့ဒူဘိုင်းမှာပို့ပြီးတော့ခွင့်ရေးများတယ်ပေါ့နော်ကို့မှာက idea ရှိတယ်ပြီးတော့တဲ့အခါကျအဲ့ idea ကိုလည်းကိုကတကယ်အကောင့်ထဲပေါ်နိုင်တယ်ဆိုရင် investor ပဲလိုတာမျိုးဆိုရင်ကြတော့ you can actually pitch your idea ပေါ့နော်အဲ့မှာဆိုသူတို့ရဲ့ဒီ startup innovation competition တို့အဲ့ဒါမျိုးတွေကစင်ကာပူတို့ဒူဘိုင်းတို့မှာကတော့ it's very common ဖြစ်တယ်ပေါ့နော်အရန်လောက်ကြတယ် like they have like almost every quarter has a competition ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျကို့မှာ idea ရှိတယ်အဲ့ idea ကိုလည်းကိုကတကယ်အကောင့်ထဲပေါ်နိုင်တယ်ဒါပေမဲ့ကို့မှာကမရှိတာဆိုလို့budget funding လည်းမရှိဘူးဆိုရင်တော့အဲ့လိုနိုင်ငံမျိုးတွေမှာကိုကရွေးချယ်ပြီးတော့တော့ပြိုင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အလုပ်အကိုင်ခွင့်လန်း opportunity အနေနဲ့လည်းအာရှနိုင်ငံတွေမှာများသလိုမျိုးပဲ entrepreneur support တွေကလည်းအရင် strong ဖြစ်တယ်ပေါ့နော် strongest အဖြစ်ဆုံးကတော့စင်ကာပူနဲ့ဒူဘိုင်းပဲအဲ့နှစ်နိုင်ငံကတော့တော်တော်လေးကို young entrepreneur တွေမှာ invest အရင်လုပ်ကြတဲ့နိုင်ငံတွေဖြစ်တယ်ပေါ့နော်ပြီးရင် tax တွေကလည်းအရင်နေတယ်ပေါ့နော်အဲ့တော့ဒီ popular institution ဆိုရင်တော့ဥပမာစင်ကာပူမှာဆိုရင်တော့အမားတို့ဒီinformation hub of မြန်မာမှာဆိုရင်ဒါ Singapore University of the Arts Singapore ပေါ့နော် Singapore Government University ဖြစ်တဲ့စင်ကာပူရဲ့တစ်ခုတည်းသော Arts University ဖြစ်တဲ့ University of the Arts Singapore ပေါ့နော် NAFA နဲ့လည်းသူကပူးပေါင်းလုပ်ထားတာဖြစ်တဲ့ကွယ်အမှဆိုရင် architecture တို့ interior design တို့ fashion design တို့လိုမျိုး major ရက်တွေကိုကိုက government tuition grant up to 50% နဲ့ရှောက်ထားလို့ရတယ်ပေါ့နော်တက်ရောက်လို့ရတယ်အဲ့ NAFA program လေးဆိုရင်တကယ်တမ်းကသူက match လ30တရက်နေ့တည်းကသူကပိတ်သွားပြီပေါ့နော်ဒါပေမဲ့အခုသူက second chance အနေနဲ့အခုမေလ30ရက်နေ့ထိကိုသူတို့က application deadline extension လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့အကယ်၍ကိုကအစိုးရတက္ကသိုလ်မှာအစိုးရတက္ကသိုလ်မှာတက်တယ်ဆိုရင်အားသာချက်ကဘာလဲဆိုတော့ part time တရားဝင်လုပ်ခွင့်ရှိရပေါ့နော်ပြီးရင် government tuition grant တွေ6ခွင့်ရှိရပေါ့နော်ပြီးတော့တဲ့အခါကျရင်သူတို့နဲ့ချိန်ထားတဲ့တက္ကသိုလ်တွေအကုန်လုံးကဥပမာ University of the Art London ပေါ့နော်တကမ္ဘာလုံးမှာနံပါတ်2မှာရှိရတကယ်တက္ကသိုလ်တို့ University of the Arts ဟိုပေါ့နော်တခြားဟိုဟာဘယ်လဲ Royal London University of Music တို့ပါအဲ့လိုမျိုးဟာတွေနဲ့ဆိုတဲ့အခါကျတော့ကိုယ့်အနေနဲ့တကယ်ကပတ်ထိတ်တဲ့တက်သူတွေကလည်းဘွဲရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့အမျိုးလေးတွေဆိုရင်လည်းအမားတို့ information hub of မြန်မာမှာရှိရဲပြီးတော့တဲ့အခါကျရင်စင်ကာပူရဲ့ဒါလီကွမ်ယူကိုရိုင် founder ဖြစ်တဲ့လီကွမ်ယူကိုရိုင်တည်ထောင်ခဲ့တဲ့ PSP Academy ဆိုရင်သူ့မှာက campus 3ခုရှိတယ်ကျောင်းသားပေါင်း18000ကျော်ရှိရပေါ့နော်သူက it's a very
one of the top leading private institution in Singapore ပေါ့နော်သူကအရင်တုန်းကတော့ government owned university ဟိုကျောင်းပေါ့နော် institution ဖြစ်တယ်ဒါပေမဲ့2006နောက်ပိုင်းကျတော့မှ privatize ပြန်လုပ်လိုက်တာပေါ့နော်ပြီးတော့တဲ့အခါကျရင်ကိုက hospitality major ရဲ့တို့ construction engineering တို့ built environment engineering တွေဆိုရင် NIM ရှိရဲ့ business major ရဲ့နဲ့ပတ်သက်တဲ့ module တွေတို့ဘာလို့မှာဆိုရင်တော့ SIM ရှိရဲ့ပြီးတော့ရင်တော့MIT တို့ Curtin Singapore တို့ London School of Business and Finance တို့တခြားကျောင်းတွေလည်းအများကြီးပဲရှိရပေါ့နော်စင်ကာပူမှာတော့ကျောင်းပေါင်း200ကျော်လောက်ရှိရပေါ့နော် government university ကတော့5ခု6ခုလောက်ပဲရှိတာပေါ့နော်ပြီးရင်မလေးရှားမှာဆိုရင်လည်းကျောင်းပေါင်း200ကျော်ရှိတယ် Sunway University တို့ Taylor's University APU INTI Lincoln UCSI Newcastle University University of Nottingham Monash ပြီးရင် Swinburne University အများကြီးပဲပေါ့နော်ကျောင်းတွေ IMU တို့ကျောင်းတွေကအများကြီးပဲရှိရယ်အဲ့တော့အမတို့မှာဆိုလေဒီကျောင်းတွေအကုန်လုံးနဲ့အမတို့ချိတ်ထားတယ်ပေါ့နော်အမတို့မှာဆိုလေကျောင်းတွေအများကြီးပဲရှိရယ်မလေးရှားမှာပေါ့နော်အဲ့တော့စင်ကာပူပဲဖြစ်ဖြစ်မလေးရှားပဲဖြစ်ဖြစ်ကျောင်းလျှောက်တာတို့ဗီဇာလျှောက်တာတို့ဆိုရင်အမတို့အခမဲ့ဝန်ဆောင်မှုတွေလည်းပေးတယ်ပေါ့နော် scholarship လျှောက်တာတို့ကအစားပေါ့နော်အခုဆိုရင်အမတို့ဒီစင်ကာပူ government University ရပဲပေါ့နော်အမားတို့ကျောင်းသူလေးတွေကို50% tuition grant ပေးထားတာတွေလည်းရှိရပေါ့နော်ဒီနေ့ August intake အတွက်ကိုပေါ့နော်အဲ့တော့ Thai မှာဆိုရင်တော့ Assumption တို့ Stanford တို့ Bangkok University တို့ Rensselaer University တို့ London University of Bangkok Center တို့တခြား others ပေါ့နော်ဒီကျောင်းတွေလည်းအများကြီးရှိသေးတယ်ပေါ့နော် government university လည်းရှိရအဲ့တော့အမားတို့ကတော့အထူးသဖြင့်ဒီ private university နဲ့ပို့ပြီးတော့ချိတ်ဆက်ထားတာများတယ်ပေါ့နော် Thai မှာဆိုရင်တော့ဒူဘိုင်းမှာဆိုရင်ကြတော့သူဒူဘိုင်းကအစိုးရ university ကတိတ်ပြီး popular မဖြစ်ဘူးပေါ့နော်ပြီးတော့သူတို့က Arabic စကားနဲ့အဓိကသင်ကြတာပေါ့နော်ဒါပေမဲ့ဒူဘိုင်းမှာကကြတော့ဒီတကယ် billionaire တွေအရန်များဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ billionaire တွေကကြာပတ်စံအရန်ပေါ်တယ်ဆိုတဲ့အခါကျတော့သူတို့နိုင်ငံရဲ့ education system ကိုလည်းသူတို့မြင့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘာလုပ်လဲဆိုတော့တကယ်အင်္ဂလန်တို့ Australia တို့ပေါ့နော်ဒီ America တို့ Canada တို့အကြောင်းတွေကိုသူတို့ကခေါ်ပြီးတော့ပေါ့နော်သူတို့က campus တွေဖွင့်ပေးထားအဲ့တော့အမလည်းသွားပြီးတော့လေ့လာခဲ့ပေါ့နော်တကယ်လုံးဝ high tech အမ University of Birmingham ကိုသွားတော့ဆိုရင်သူတို့ဆိုဘာပြောလဲဆိုတော့သူတို့ရဲ့တဲ့ University of Birmingham ဆိုရင်ဒါ one of the top tier university in UK ပေါ့နော်ပြီးတော့တဲ့အခါကျရင်သူတို့ဆိုရင်တကယ်ကိုလည်း ranking အရန်မြင့်တယ် Russell Group ဝင်တက်ကတူဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ campus ကိုအမကိုလိုက်ပြတော့သူဘာပြောလဲဆိုတော့သူတို့ဒီ Dubai campus မှာတုံးထားတဲ့ technology တွေကပေါ့နော်သူတို့ရဲ့ main campus ဖြစ်တဲ့ UK မှာတော့မရှိဘူးပေါ့နော်ဒီလားသူတို့ကတကယ် Dubai က campus ကကြတော့တကယ်လုံးဝ latest technology တွေကိုအသုံးပြုပြီးတော့သူတို့ဖွင့်လှစ်ထားတဲ့တက္ကသိုလ်ပေါ့နော်ဆိုတဲ့အခါကျတကယ်လုံးဝ high end technology ကိုသုံးထားတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုကတကယ် top tier university တွေကိုဒူဘိုင်းမှာတက်ချင်တယ်ဆိုရင်လည်း affordable fees နဲ့တက်လို့ရတယ်ပြီးတော့တဲ့အခါကျရင်သူတို့က generous scholarship တွေလည်းပေးနေရပေါ့နော်ဥပမာ50%တို့ပြီးတော့တဲ့အခါကျရင် up to 100% scholarship တွေအောင်ပေးနေဒါပေမဲ့ကိုကတော့ outstanding ဖြစ်ကြမှာပေါ့နော်အများအားဖြင့်သူတို့ပေးရ scholarship တွေက merit based scholarship တွေများရပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကိုကခုနလိုမျိုးပေါ့နော် Asia University ကနေပြီးတော့ကိုကခုနလိုတစ်နှစ်လောက် Asia မှာတက်ပြီးတော့ဟိုဘက်ကို final year သွားတက်တာမျိုးပေါ့နော်ဒါမှမဟုတ်ဘူးဆိုလဲကိုကကိုပြီးခဲ့တဲ့ဒီ for example ကိုကLa Trobe University Singapore campus မှာကိုကတက်တယ်ပြီးတော့တဲ့အခါကျရင်ကိုက Australia ကိုduration 2နှစ်လောက်ပြောင်းချင်တယ်ဆိုရင်လဲကိုကအဲ့2နှစ်လောက်ညီမျှမဲ့ဘာသာရပ်လောက်ပဲခြံထားပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကိုလည်းစင်ကာပူမှာတက်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လဲခုနလို UK University တွေ New Zealand University တွေမှာဆိုလဲ the same thing ပဲပေါ့နော်ကိုယ့်အနေနဲ့များဒီဘက်မှာဘာသာရပ်တွေပြီးအောင်တက်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဘက်ကို campus ကိုပြောင်းပြီးဆိုရင်ဟိုဘက်က campus ကကျောင်းသားကတိုင်းကိုကပေးရမှာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးလေးကိုကသွားလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ဒီအာရှနိုင်ငံတွေရဲ့အကြောင်းတွေကတော့အဓိကတော့သူက Australia နဲ့ UK ရဲ့ education system ကိုသူကအခြေခံထားရပေါ့နော်။ဒါပေမဲ့ဒူဘိုင်းလိုနိုင်ငံမျိုးမှာဆိုရင်တော့သူကဒီ US တို့Europe တို့ Canada တို့ကအကြောင်းတွေလည်းလာပြီးဖွင့်ထားရှိရပေါ့နော်။ပြီးတော့မလေးရှားမှာဆိုရင်လည်း American Degree Transfer Program တို့ဘာလို့ဖွင့်ထားမျိုးရှိရပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ကကြတော့နှစ်နိုင်ငံလုံးမှာလည်း graduation တွေတက်လို့ရတယ်ပြီးတော့တဲ့အခါကျရင်dual degree ရတဲ့ပွဲတွေမျိုးလည်းကိုရှူလို့ရတယ်ပြီးတော့တဲ့အခါကျရင်တကယ် world ranking top tier မှာရှိတဲ့တက္ကသိုလ်တွေတကယ်ဈေးကြီးတဲ့တက္ကသိုလ်တွေကိုအာရှနိုင်ငံတွေမှာ affordable fees နဲ့ duration အချိန်တိုတိုနဲ့ကိုကတက်လို့ရတယ်ပွဲတွေယူလို့ရတယ်ပေါ့နော်ဒါတွေကတော့အဓိကအားသာချက်တွေပေါ့နော်ဥပမာ
for example ဆိုရင်ဒီ Sunway University မှာဆိုရင်သူနဲ့ချိတ်ဆက်ထားတယ်ပေါ့နော် transfer program တွေဆိုရင်ကျောင်းပေါင်း100ကျော်နဲ့ချိတ်ထားတယ်ပေါ့နော် UK တို့ Australia US Canada ဘက်ကကျောင်းပေါင်း100ကျော်နဲ့ပြန်ချိတ်ထားတယ် Taylor's University ဆိုရင်လည်းသူမှာ dual degree program တွေရော American degree transfer program တွေရော Taylor ဆိုရင်လည်းသူက US ဘက်မှာပေါ့နော်ကျောင်းပေါင်း200နီးပါးလောက်နဲ့ကိုချိန်ထားတယ်ပေါ့နော်သူရဲ့ American degree transfer program တို့ဘာလို့ဆိုလဲတော်တော်လေးကို popular ဖြစ်တယ်ပေါ့နော်ပြီးရင်သူကဒီ Taylor's ကကြတော့သူက Australia တို့ဘာလို့ဘက်မှာတော့ campus တွေရှိရဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုလည်း well rounded ဖြစ်တဲ့ကျောင်းဖြစ်တယ်ပေါ့နော်ပြီးရင် तू ကဒီအာဆီယံနိုင်ငံတွေရဲ့တက္ကသိုလ် ranking ထဲမှာလည်း तू က top 10ထဲမှာပါတယ်ပေါ့နော်အဲ့လိုမျိုးပဲ INTI ဆိုရင်ကြတော့ INTI ကကြမလေးရှားမှာရှိတဲ့ American Degree Transfer Program ထဲမှာဆိုရင် तू ကAmerican အကြောင်းနေနဲ့တော့ partnership အများဆုံးပေါ့နော်ကနေဒါအကြောင်းနေနဲ့အများဆုံးရှိရဲ့အကြောင်းလေးဖြစ်တယ်ပေါ့နော်သူ့မှာဆိုရင် partnership 300နီးပါးလောက်ရှိရပေါ့နော်အဲ့တော့ကိုက American Degree Transfer Program တက်ထားတယ်ဘာညာဆိုရင်ကိုအနေနဲ့ကနေဒါတို့ US တို့မှာရှိရဲ့အကြောင်းတော်တော်များများကိုပြန်ပြီးတော့ transfer လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒူဘိုင်းကကြတော့ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ तू ကတကယ်အဲ့ဒီ university ကိုယ်တိုင်က campus branch တွေလာဖွင့်ထားတာဥပမာ University of Birmingham ဆိုရင်ဒူဘိုင်းမှာလည်းသူက University of Birmingham ဆိုပြီးတော့ campus ကိုရှိတာပေါ့နော်အဲ့တော့ तू ကပြောမယ်ဆိုရင် campus အခွဲတွေကိုအဲ့တက္ကသိုလ်တွေကိုယ်တိုင်ကလာပြီးဖွင့်ထားကြတာပေါ့နော် of course ဒါပေမဲ့ investor တွေကတော့ဒူဘိုင်းကbillionaire တွေက invest လုပ်ထားကြတာပေါ့နော်အဲ့တော့သူ့ရဲ့တကယ် facility တွေဒီ lifestyle တွေသိရမလားပြီးရင်သူတင်တဲ့ curriculum တွေကစတကယ်ကိုအရန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီနည်းပညာအပြင်ကတော့ Dubai campus တွေကတကယ်လုံးဝ high end technology တွေနဲ့သွားပြီးတော့သင်ပေးထားတာပုံများတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင် Dubai ကအကြောင်းတွေအကုန်လုံးရဲ့အဓိကအားသာချက်ကတခြားနိုင်ငံတွေတခြားအကြောင်းတွေမှာ internship ပေးနိုင်မှာပေးနိုင်နိုင်မယ်ပေါ့နော်ဒါပေမဲ့ Dubai ကကျောင်းအကုန်လုံးနှီးပါးကဒီ billionaire တွေကပိုင်တာဖြစ်တဲ့တော့ကိုအဲ့ billionaire တွေကသူတို့ company တွေကရှိထားပြီးသားပေါ့နော်အဲ့တော့အဲ့ဒီကျောင်းတွေပြီးသွားတဲ့အခါကျရင် internship တွေကအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့ internship ကိုမလျှောက်ချင်ဘူးဆိုရင်တော့မှသူတို့ကအဲ့ work visa ကိုလည်းအနည်းဆုံးတစ်နှစ်ကနေ2နှစ်3နှစ်5နှစ်လောက်ထိကိုရှောက်လို့ရတယ်သူက program တွေကိုလည်းသူ့နိုင်ငံ graduate တွေကိုသူကဖွင့်ပေးထားရပေါ့နော်အဲ့တော့ဒါတွေကတော့အားသာချက်လေးတွေပေါ့နော်အဲ့တော့ scholarship တွေလည်းအများကြီးရှိရယ်ဟိုမှာ PSB ရဲ့ Academic Excellence Scholarship တွေခုနကဒီ University of the Arts Singapore ပေါ့နော်ဒါ Government University NAFA နဲ့ပူးပေါင်းဖွင့်ထားတဲ့အကြောင်းမှဆိုရင်လည်း Government Tuition Grants up to 50% ရှိရယ်ပေါ့နော်Sunway တို့ Taylor တို့ Assumption တို့ Stanford တို့ American University Dubai တို့ Harvard University Dubai တို့မှာဆိုရင်လည်းscholarship တွေအသီးသီးရှိကြရယ်ပေါ့နော်ဒါကတော့အမှားတော့တချို့scholarship လေးတွေကိုအမှားတော့ features လောက်ထားတာပေါ့နော်ဒါပေမဲ့အမားတို့နဲ့ချိန်ထားတဲ့အကြောင်းတွေအကုန်လုံးနှီးပါမှာတော့scholarship တွေရော study grants တွေရောရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့အမားတို့နဲ့ကျောင်းလျှောက်တယ်ဆိုရင်အမားတို့ကခုနပြောခဲ့တဲ့လိုမျိုးပဲကျောင်းလျှောက်တာအပြင်ကိုအမားတို့က scholarship လျှောက်တာတို့student visa လျှောက်တာတို့ကပေါ့နော်အဲ့ဒါတွေအားစားအမတို့အခမဲ့ one stop provide လုပ်ပေးထားရဲပေါ့နော်ပြီးရင် accommodation ရှာတာ airport ticket ပြီးတော့တဲ့အခါကျရင်ပေါ့နော်လင်း flight ticket ဝယ်တာတို့ဘာတွေအားစားအမတို့ကအခမဲ့ကူညီဆောင်ရွက်ပေးရဲပေါ့နော်အဲ့တော့ဒါလေးကတော့အမရဲ့အနှစ်ချုပ်လေးပေါ့နော်အဲ့တော့ကို့အနေနဲ့ကိုကဒီအာရှမှာကျောင်းတက်ပြီးကျောင်းတက်တော်ညာလဲပေါ့နော်ကို့အနေနဲ့တကယ် world class education ကိုလည်းရနိုင်တယ်ပြီးတော့တဲ့အခါကျရင် scholarship opportunity တွေလည်းအများကြီးရှိရဲအဲ့တော့အာရှမှာတက်ရတဲ့အဓိကအားသာချက်ကတော့သူက affordable living expenses နဲ့ shorter duration တွေကိုအချိန်တိုတိုနဲ့ပေါ့နော်ကျောင်းလာကတက်တက်တာနဲ့နေစိစားစိတက်တက်တာနဲ့ကိုကဘွဲတွေယူလို့ရတယ်အနောက်နိုင်ငံဘွဲတွေယူလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင်ကိုယ့်အနေနဲ့အလုပ်ကိုင်ခွင့်လန်း opportunity တွေလည်းအများကြီးရှိတယ်ပြီးရင် internship opportunity တွေပေါ့နော်အဲ့ဒါတွေလည်းအများကြီးရှိတယ်ဥပမာ for example အမဆိုရင်စင်ကာမှာအလုပ်လုပ်ခဲ့ပေါ့နော်အဲ့တော့အမစင်ကာမှာလုပ်ခဲ့တယ်ဆိုတော့အတွေ့အကြုံကြောင်းပေါ့နော်ဥပမာအမဒီတကယ် international law firm တွေမှာအလုပ်သွားလုပ်တဲ့ခါကျတော့လေအမအတွက်there's no big deal ပေါ့နော်ပြီး America မှာအမလုပ်တော့လေအလုပ်တစ်ခုပဲရှောက်တယ်အဲ့ဒီအလုပ်ကိုလည်းအမရရဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူမှာအကြောင်းပြီးခဲ့တယ်နော်စင်ကာပူမှာပေါ့နော်အကြောင်းပြီးခဲ့တာမပြောဘူးပေါ့နော်အလုပ်လုပ်ခဲ့တယ်ဆိုတော့အလုပ်တွေ့ကြုံတစ်နှစ်ပဲရှိနှစ်နှစ်ပဲရှိ they already think very highly of you ဘာလို့ဆိုတော့စင်ကာပူလို့ပြောလိုက်ရင်ဒီဘက်ကအမေရိကလူတွေကအရန်ထင်ကြီးကြတယ်သိရမလားthey think like very highly of Singapore ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ Singapore ဆိုရင်သူတို့ကတကယ်ကိုအရန်အထင်ကြီးလေးစားကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့
ဒါပေမဲ့ Thai တို့ဘာလို့ဆိုရင်တော့ they တခါမှနိုင်ငံခြားမရောက်ဘူးတဲ့သူတွေဆိုရင်ပေါ့နော်အမေရိကသူတွေဆိုရင် Thai ကိုတခါမှမရောက်ဘူးတဲ့သူတွေဆိုရင် they think like it's a third world country လို့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့ Singapore တို့ Dubai တို့ဆိုရင်ကြတော့ they already have a very good impression of those country ပေါ့နော်ဒီလားဆိုတဲ့အခါကျတော့အဲ့ဒီနိုင်ငံတွေဆိုရင်တော့တကယ်လုံးဝ first world country ဆိုတာမျိုးသူတို့ရဲ့ mindset ထဲမှာရှိထားပြီးသားပေါ့နော်ဆိုတဲ့အခါကျတော့ကိုယ့်အနေနဲ့အဲ့နိုင်ငံတွေမှာအလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံရှိရဲဆိုရင်လည်းဒီနိုင်ငံတွေမှာအလုပ်ကိုင်ခွင့်လန်းအလွယ်တကူပြန်ရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့အမရဲ့ presentation အဆုံးလေးပဲပေါ့နော်အဲ့တော့အကယ်၍များကိုယ့်အနေနဲ့သိချင်တာတွေရှိတယ်ပေါ့နော်မေးချင်တာလေးတွေရှိရဲဆိုရင်လည်းအမားတို့မှာဒီ free counseling တွေလည်းယူလို့ရတယ်ပြီးတော့တဲ့အခါကျရင်ပေါ့နော်အမားတို့ရဲ့ဒီ information hub of Myanmar ရဲ့ Facebook page ကနေပြီးတော့လည်းfree counseling appointment တွေတောင်းလို့ရတယ်ဒါမှမဟုတ်ရင်အမားတို့ရုံးဖုန်းကိုဆက်ပြီးတော့လည်းfree counseling တွေယူလို့ရတယ်အမားတို့ရဲ့ main campus ကကြတော့ရွှေတောင်ကြားမှာပေါ့နော်Golden Valley မှာရှိတယ်နံပါတ်25တန်လွင်လန်းနဲ့အောင်မင်းကောင်နှစ်လမ်းတောင်ပေါ့နော်ကမာရွတ်မြို့နယ်မှာရှိရပေါ့နော်ပြီးတော့အမားတို့ website လည်းရှိရအဲ့တော့အမားတို့နဲ့ချိန်ထားတဲ့အကြောင်းကိုသိချင်တယ်ဆိုရင်လည်းအမားတို့ရဲ့ website မှာဝင်လေ့လာလို့ရပါတယ်အမားတို့မှာဆိုရင်တော့အမားတို့လိုမျိုးပေါ့နော်အခုဒီနေ့လောက်သွားတဲ့ဟောပြောပွဲလေးလိုမျိုးပဲကိုကဘူးတူတာရေလိုချင်တယ်ဆိုရင်တော့အမားတို့ရဲ့ Facebook တို့ Instagram တို့ TikTok တို့ YouTube တို့ Telegram တို့ LinkedIn တို့ပေါ့နော်အဲ့ဒါလေးတွေကိုလည်း follow လုပ်ထားပေးပါလို့အမအနေနဲ့ပြောချင်နေအမရဲ့seminar လေးကိုအမဒီမှာပဲအမခဏနားမယ်ပေါ့နော်ဒါပေမဲ့အမနားမယ်ဆိုလို့လုံးဝအကုန်လုံးပြီးသွားတာမျိုးမဟုတ်ဘူးပေါ့နော်အခုကတော့က question and answer အချိန်လေးပေါ့နော်ပြီးသွားတဲ့ခါကျအမတို့အခုလာမဲ့ဒီမေလပေါ့နော်18ရက်နေ့မှာလည်းအမတို့ပွဲတစ်ပွဲရှိလိမ့်မယ်ပြီးမေလ23ရက်နေ့မှာစင်ကာပူမှာ scholarship နဲ့ high school တွေတက်လို့ရမယ်ပွဲလေးလည်းရှိရပေါ့နော်ပြီးတော့တဲ့အခါကျရင်မေလကုန်မှာလည်းအမတို့ study in Australia and New Zealand ဆိုပြီးတော့ပွဲလေးတွေလည်းရှိအောင်မယ်ပေါ့နော်အဲ့တော့အမတို့ရဲ့အခုနောက်ပွဲလေးတွေကိုတက်မယ်ဆိုရင်အဲ့ပွဲလေးတွေမှာဆိုရင်အမတို့အထူး special ပြောမယ်ဆိုရင်ပေါ့နော် scholarship တဘောမျိုးအမတို့ပြန်ပေးတဲ့ campaign လေးတွေလည်းရှိရပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုစိတ်ဝင်စားရဲဆိုရင်လည်းတက်လို့ရတယ်ပေါ့နော်တက်ရောက်လို့ရတယ်ပေါ့နော်โอเคအဲ့တော့အခုကတော့အမရဲ့ဟိုဟာလေးရှင်းပြတဲ့ presentation အပိုင်းလေးပြီးသွားပြီဆိုတော့မောင်လေးတို့ညီမလေးတို့မေးချင်တဲ့မေးခွန်းတွေရှိရဲဆိုရင်လည်းအမအနေနဲ့ပြန်ဖြေပေးမဲ့အချိန်လေးရောက်ပြီပေါ့နော်ဆိုတော့အမပဲစတိုက်ပြီးပြောသွားတနားကြီးကြော်လောက်ဆိုတဲ့အခါကျတော့အခုမေးချင်တာလေးရှိရင်အတန်လေး unmute လုပ်ပြီးတော့လည်းမေးလို့ရတယ်ဒီ Zoom chat box ကနေပြီးတော့လည်းမေးလို့ရတယ်ပေါ့နော်အတန်လေးအမြင့်လို့ပြောလဲမေးချင်တယ်ဆိုမေးလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကဒီ Zoom chat box ကနေပြီးတော့message ပို့ပြီးမေးချင်တယ်ဆိုလဲမေးလို့ရတယ်ပေါ့နော်ဒါတွေလိုအပ်တယ်ဒီဒီပိုင်းမှာကျောင်းတင်ဘာတွေလိုအပ်ကျောင်းသိရ ဟယ်လိုအတန်မကြားရလို့ sorry ပါဟုတ်ဘာပြောလိုက်တာလဲမသိဘူးအော်ဟောခလေးက grade 12ဖြည့်ထားတာပါဟုတ်ကဲ့ဒီလိုဟိုဒူဘိုင်းမှာကျောင်းတက်ချင်နေဆိုရင်ဘာတွေလိုအပ်လဲကျောင်းစိတ်တွေဘယ်လောက်ရှိလဲမေးရတာသိရင်အော်ဟုတ်ကဲ့ဒူဘိုင်းမှာကတော့ကျောင်းတွေကအများကြီးပဲပေါ့နော်ညီမတို့မှာဆိုရင်ဒူဟုတ်ဘိုင်း brochure လေးလည်းရှိရပေါ့နော်အဲ့တော့ဒူဘိုင်းကကြတော့သူကကျောင်းလာကတွေကတော့ကိုရွေးချယ်တဲ့ကျောင်းတွေပေါ်မူတည်ပြီးတော့တစ်နှစ်ကို US dollar 9000 8000လောက်ကနေစတယ်ပေါ့နော် US dollar ဟုတ်2000ပတ်ချာလေလောက်ထိသွားတယ်ပေါ့နော်ကိုရွေးတဲ့ကျောင်းနဲ့မေဂျာရက်တွေပေါ်မူတည်ပြီးတော့ဈေးအနည်းများကွဲသွားတယ်ပေါ့နော်အဲ့တော့အနည်းဆုံး9000 8000လောက်ကနေပြီးတော့ US dollar 2000 2000ခွဲလောက်ထိသွားတယ်ပေါ့နော်ဒါပေမဲ့ဒူဘိုင်းကအကြောင်းနေရဲ့ကောင်းတာတစ်ခုကကြတော့ကလေးကအမှတ်အရန်ကောင်းတယ်တော်တယ်ဆိုရင်သူကpartial scholarship တွေလည်းရှိသလို fully funded scholarship တွေလည်းရှိရပေါ့နော်ဒါပေမဲ့ तू ကအဲ့လို ဟုတ် merit base ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကအမှတ်ကောင်းဖို့လိုတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ high school မှာအမှတ်ကောင်းဖို့လိုတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အင်္ဂလိပ်စာပေါ့နော်ဒူဘိုင်းကအကြောင်းတွေအဟုတ်ကုန်လုံးက English လိုပဲသင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က IELTS တို့ PTE တို့ TOEFL တို့လိုမျိုးပေါ့နော်အဲ့လိုအင်္ဂလိပ်စာအာဟိုဟာတွေလည်းတောင်းကြရဲပေါ့နော်အဲ့တော့ကျောင်းအများစုကတော့ IELTS ရဲ့6လောက်တောင်းတယ်ပေါ့နော်အဲ့တော့ကိုရှောင်းမဲ့ကျောင်းကိုမူတည်ပြီးတော့ကို IELTS တင်ချင်တာလား PTE တင်ချင်တာလားTOEFL တင်ချင်တာလားဆိုတာပြန်စဉ်းစားလို့ရရဲပေါ့နော် Duolingo ကိုလက်ခံတဲ့ကျောင်းလေးတွေလည်းရှိရပေါ့နော်အဲ့တော့ကိုဟုတ်သွားချင်တဲ့ကျောင်းပေါ်မူတည်ပြီးတော့အင်္ဂလိပ်စာကလည်းနောက်ထပ်ပြင်ဆင်ရမယ့်အထဲမှာတစ်ခုပါတယ်ပေါ့နော်
ပြီးသွားတဲ့ဟုတ်ခါကျရင်တော့ သူက scholarship လျှောက်ချင်တယ်ဆိုရင်တော့ essay တွေပါရေးရမယ်ပေါ့နော်အဲ့ဒါတွေကတော့ညီမတို့ကတေချာလေးဟောခိုင်းပြန်ပေးမှာပေါ့နော်သူလျှောက်တဲ့အကြောင်းပေါ်မူတည်ပြီးတော့ပေါ့နော် ဟုတ်ကျလို့အမှတ်မကောင်းဘူးဆိုရင်ရောဟိုအမှတ်ကအတင်းလောက်ပဲရအောင်ဒီမှာအရင်မကောင်းဘူးဆိုရင်ရောဘယ်လိုလုပ်လို့ရအမတ်အရင်မကောင်းဘူးဆိုရင်တော့ကြောင်းလျှောက်တာကတော့လျှောက်လို့ရနိုင်သေးရဲ့ပေါ့နော်ပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့ခုနလိုမျိုးအဲ့လို scholarship တွေပါတယ်လျှောက်တဲ့နေရာမှာဆိုရင်တော့ဟို scholarship ရတယ်မရဘူးဒါမှမဟုတ်အကယ်၍ရခဲ့တယ်ဆိုရင်လည်း percentage နည်းတာမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အများဖြင့် scholarship percentage များတဲ့သူတွေအကုန်လုံးကကြတော့အမှတ်ကောင်းတဲ့သူတွေကိုအဓိကဦးစားပေးရမျိုးပေါ့နော်အဲ့လိုမျိုးသွားတာဆိုတဲ့အခါကျတော့အဲ့အမှတ်ပေါ်မူတည်ပြီးတော့လဲ scholarship percentage နည်းတာများတာကွဲသွားနိုင်တယ်လို့မျိုးရတာမရတာလည်းကွဲသွားနိုင်တယ်ပေါ့နော်အမှတ်ကအမှတ်ကအဲ့ဆိုအများဆုံးဘယ်လောက်ရလဲအဲ့ဒါကကြတော့ပြောပြရတာခက်တယ်ပေါ့နော်ဟိုဘယ်เจ้าကိုရှောက်မှာလဲများလေကောင်းလေလို့ပဲပြောရမှာပေါ့နော်ပြီးရင်ကလေးကဘာဖြေထားရလဲပေါ့မူတည်ပြီးတော့များလေကောင်းလေပဲပေါ့နော်ဘယ်လောက်တော့ရှိရပါမယ်ဆိုတာမျိုးအတိအကျကြတော့ရှောက်တဲ့အကြောင်းပေါ်မူတည်ပြီးမှညီမတို့ကပြောလို့ရမှာပေါ့နော်ဥပမာ ဟုတ် University of Birmingham လိုမျိုးတကယ် top tier university ပေါ့နော်ဒူဘိုင်းမှာဖွင့်ထားတဲ့အကြောင်းမျိုးရှောက်မယ်ဆိုရင်တော့သူတို့အနည်းဆုံး65အနည်းဆုံးတောင်းတာပေါ့နော်တဘာသာချင်းစီကို65တောင်းတာဘယ်လိုဆိုတော့အဲ့ဒီကျောင်းကကြာသူက UK ရဲ့ top tier university ဖြစ်တော့လေသူတို့တောင်းတဲ့အမှတ်တွေကလည်းမြင့်တယ်ပေါ့နော်အဲ့တော့ကိုလျှောက်တဲ့အကြောင်းပေါ်မူတည်ပြီးတော့အမှတ်အနည်းများကြာတော့ကွဲသွားမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟိုဒီစင်ကာပူကြတော့ညီမဟိုဟာဒီပေါ်လီရောမရှိဘူးပေါ်လီပေါ်လီကိုသွားမယ်ဆိုရင်တော့ तू ကအနည်းဆုံး80ပေါ့နော်80အထက်မှာရှိရတယ်ပေါ့နော်အဲ့တော့ तू ကဘယ် major ရဲ့ကိုရှောက်မှာလဲပေါ့မူတည်ရပေါ့နော်အဲ့တော့ဥပမာ तू က biomedical science လို့ major ရဲ့မျိုးကိုရှောက်မယ်ဆိုရင်တော့ तू က bio တို့ chemistry တို့သင်္ချာတို့မှာအာအမှတ်ကောင်းထားရမယ်ပေါ့နော်ဒါပေမဲ့ဘာသာချင်းစီရဲ့ average ကတော့80အထက်ရှိရတယ်ပေါ့နော်စင်ကာပူအစိုးရပေါ်လီတွေမှာဆိုရင်တော့ဟုတ်ကဲ့ပါညီမဟိုဟာ grade တွဲကအခုမှဖြေထားတော့မဟုတ်လို့อ๋อဟုတ်ကဲ့အဲအဲ့တော့ကြတော့ပေါ့နော်ကလေးရဲ့ဟိုအမှတ်စင်းတွေထွက်လာတဲ့ခါကျရင်ပေါ့နော်အကယ်အသေးစိတ်ပြန်ဆွေးနွေးချင်တယ်ဆိုရင်လည်း free counseling တွေယူလို့ရတယ်ပေါ့နော်အဲ့တော့ကလေးရဲ့အမှတ်တွေပေါ်အခြေခံပြီးတော့ကလေးတက်ချင်တဲ့မိကြရက်ပေါ်အခြေခံပြီးတော့ပေါ့နော်ပြီးမိဘကသုံးမဲ့ဘာချက်ပေါ်အခြေခံပြီးတော့လည်းညီမတို့ကတင့်တော်တဲ့အကြောင်းတွေပြန်ပြီးတော့ recommend လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ညီမတို့မှာကကြတော့ကျောင်းတွေကကျောင်းပေါင်းက800ကျော်ရှိရပေါ့နော်နိုင်ငံပေါင်း20ကျော်မှာဆိုတဲ့ခါကြတော့လေ ဘာချက်နေတာများတာပေါ်မူတည်ပြီးတော့ကလေးတွေရောမိဘတွေရောပြန်ပြီးတော့ဆွေးနွေးတိုင်ပင်ပေးလို့ရတယ်ပေါ့နော်ဒီတဲ့ဟုတ်ကဲ့ပါညီမအဲ့ဆိုအောင်စင်းထွက်တော့မှညီအမပြန်ခွင့်ဖြစ်မယ်နော်ဟုတ်ရတလောလောဆယ်ယ်မှာတော့သူတို့ညီမတို့ဟိုအခအင်္ဂလိပ်မဲ့ဆွေးနွေးပေးစာပဲလုပ်ရဆိုတော့ထားပါလေဘာမှလည်းပေးစရာမလိုဘူးပေါ့နော်အဲ့တော့အဓိကကလေးအမှတ်တွေနဲ့အမားတို့ဘလောက်ဘာချက်သုံးချင်လဲကလေးကဘလို့ဘာသာရပ်တွေတက်ချင်လဲဆိုတာမျိုးလေးဒါပြောရဲဆိုရင်ပေါ့နော်ညီမတို့ကအဲ့နိုင်သူတက်ချင်တဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အလောက်ကိုင်ခွင့်လန်းကောင်းမဲ့နိုင်ငံတွေပေါ့နော်ပြီးရင်ကျောင်းလာကတော့အမားတို့သုံးချင်တဲ့ဘာချက်တွေဝင်နိုင်မဲ့ကျောင်းမျိုးလေးတွေပေါ့နော်ညီမတို့အသက်နိုင်ဆုံးပြန်ပြီးတော့အချိန်ချင်းပေးလို့ရတယ်ပေါ့နော်မဟုတ်ဒီမှာညီမကျေးဇူးပါနော်ဟုတ်ကဲ့ပါမအခုလိုမျိုးဒီနေ့တက်ပေးရတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်မဟုတ်ကဲ့ဟုတ်တခြားသူတွေရောမေးချင်တာလေးရှိလာရင်တခြားမောင်လေးတွေညီမလေးတွေဒါမှမဟုတ်ကျောင်းသူအဲကျောင်းသားတွေမိဘတွေမေးချင်တယ်ဆိုရင်လည်းခုနအမလိုပဲအတန်လေးအမျိုးလုပ်ပြီးမေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟိုလေမေးကြည့်ကြလို့ရှင်ဟုတ်ဟိုဟာလေညီမတို့အဲ့ဒါဆိုညီမကတော့ဒီမြန်မာနိုင်ငံမှာ bachelor ပေါ့နော် bachelor အဲ့လိုယူနီကပြီးတော့နောက်နှစ်ဆိုပြီးရှင်အဲ့ပြီးတော့အဲ့လိုမျိုးညီမကတော့အဲ့လို teaching ဘိုင်းကိုဝါသနာပါဝါသနာ teaching ဘိုင်းနဲ့ပတ်သက်တဲ့အဲ့လိုအကြောင်းကိုရှောက်ချင်တာပေါ့နော်တကယ်လို့ကိုကဒီ bachelor ပြီးသွားတဲ့ခါကျရင်အဲ့လိုမျိုးတခြားနိုင်ငံမှာအဲ့လို master တက်လို့ရတာဒါမှမဟုတ် bachelor ပြန်တက်ရညီမရဲ့ bachelor ကဗာမေဂျာရဲ့နဲ့တက်ထားလဲ English major ရှင်อ๋อโอเคအဲ့တော့ညီမက email ချာအဝေးတင်လားဒေးလိုက် အဝေးတင်อ๋อโอเคအဲ့တော့ညီမအနေနဲ့ပေါ့နော် master ကိုဟို education နဲ့တက်ချင်တယ်ဆိုရင်ပေါ့နော်တချို့နိုင်ငံကြီးတွေမှာဆိုရင်တော့တိတ်မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့အာရှနိုင်ငံတွေမှာဖွင့်တဲ့ဥပမာမလေးရှားမှာဖွင့်တဲ့တချို့ကျောင်းတွေမှာဆိုရင်တော့ master ဝင်ခွင့်ရနိုင်ကောင်းရနိုင်ရည်ရှိရပေါ့နော်အောဒါပေ်မဲ့ညီမအနောက်နိုင်ငံကြီးဥပမာအမေရိကတို့ကနေဒါတို့လိုမျိုးပေါ့နော်နိုင်ငံကြီးတွေမှာဆိုရင်တော့ညီမ MED ကိုသွားလို့ရချင်မှရလိမ့်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့ကပုံမှန်အားဖြင့် MED ကိုသွားမယ်
လဲဆို BED ကိုတောင်းကြတာများတယ်ပေါ့နော်ပြီးရင်ဘွဲရယုံနေမဟုတ်ဘူးပေါ့နော်အလုပ်တွေ့ကြုံမှာ ဟုတ် တောင်းကြတယ်ပေါ့နော်ဆိုတဲ့အခါကျမြန်မာနိုင်ငံမှာဒါ education ကိုသိ ဟုတ် ပြီး ကဲ့ ဒီကအထင်မကြီးကြတာလေအနောက်နိုင်ငံမှာじゃ education ဆိုတာတကယ်ဘာလို့လူတိုင်းတက်ချင်ကြတဲ့မိ ဟုတ် ကြရဲ့ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဝင်ခွင့်နေရကြတော့အဲ့လိုမျိုးပါပေါ့နော်ညီမဘယ်နိုင်ငံကိုသွားမဲ့ပုံမူတည်ပြီးတော့ဝင်ခွင့်ရနိုင်တဲ့အကြောင်းတွေလည်းရှိဥပမာထိုင်းတို့မလေးရှားတို့မှာဆိုရင်လည်းလုံးဝရနိုင်တယ်ပေါ့နော်ဒါပေမဲ့အနောက်နိုင်ငံတွေမှာဆိုရင်လည်းရနိုင်တဲ့အကြောင်းတွေလည်းရှိရမရနိုင်တဲ့အကြောင်းတွေလည်းရှိရပေါ့နော်အဲ့တော့ညီမအကြောင်းပြီးသွားတဲ့အခါကျအဝေးတင်လည်းဖြစ်တာတခုအကြောင်းမလို့လေအမားတို့အနေနဲ့ကအဲ့သွားမဲ့နိုင်ငံအတိအကျကိုတည်တော့မှအမားတို့အကျဉ်းဉာဏ်ပေးလို့ရပို့အဆင်ပြေလိမ့်မယ်ပေါ့နော် ညီမကအဲ့စင်ကာပူဘက်ကိုသွားချင်တာပေါ့အဲ့ဘက်ကိုမှအဲ့လို education ပိုင်းနဲ့ပဲတက်ချင်တာပေါ့နော် စင်ကာ အဲ့ ပူ ခု ဆို လည်း တော့ ညီ တေး မ ကြတယ်ပေါ့ အလုပ် နော် လုပ်တာ9နှစ်6ရှိပြီ ဟုတ်စင်ကာပူဆိုရင်တော့တေးကြရင်ညီမ MED ကိုသွားလို့မရဘူးပေါ့နော်မာစတာအပိုင်းကိုသွားလို့မရမှာတေးကြတယ်ပေါ့နော်ပြီးတော့ညီမက BED လည်းBED မဟုတ်တာလည်းတစ်ခုပေါ့နော်ပြီးရင်ညီမရဲ့ English နဲ့ပြီးထားတဲ့ Bachelor ကလည်းအဝေးတင်ဖြစ်နေတာဆိုတော့လေအဲ့တော့ညီမအနေနဲ့စင်ကာပူဘက်ကိုသွားချင်တယ်ဘာညာဆိုရင်တော့အဲ့လို early childhood တို့ဘာလို့ပေါ့နော်ဒါမှမဟုတ်လေအဲ့ဒါမျိုးအပိုင်းကိုညီမ advanced diploma တို့ဒါမှမဟုတ်ရင် final year bachelor တို့အဲ့လိုမျိုးပြန်တက်ပြီးတော့မှပဲ master သွားလို့ရလိမ့်မယ်ပေါ့နော်တန်းပြီးတော့ master သွားတာကတော့ရချင်မှရလိမ့်မယ်ပေါ့နော်အစိုးရအကြောင်းတွေမှာဆိုပို့ဆိုးတယ်တိတ်မဖြစ်နိုင်ဘူးပေါ့နော် ညီမအဲ့ English ပိုင်းကိုလည်းအဲ့လိုတကယ်လို့ပေါ့နော်ပြီးအဲ့ advanced diploma ညီမက advanced ရောက်ပြီပေါ့နော်အဲ့ diploma ပြီးရင်တော့အဲ့လို join လို့ရ အဲ့ဒါကကြတော့အမားတို့ကလေညီမရဲ့ အဲ့ဒါ education background ရဲ့ညီမတက်မဲ့အကြောင်းပေါ်မူတည်ပြီးတော့မှအမားတို့က assessment လုပ်ပေးလို့ရတာဆိုတော့လေအခုလိုမျိုးgeneral question တစ်ခုအနေနဲ့မေးတဲ့အခါကျတော့အမားကကြတော့ရမ်းပြီးတော့မဖြေပြတတ်ဘူးပေါ့နော်အဲ့တော့ကြတော့ပုံမှန်အားဖြင့်အကြောင်းသူအကြောင်းသားရဲ့ education background အမားတို့ကကြည့်တယ်ပြီးတော့တဲ့အခါကျရင်သူသွားတက်ချင်တဲ့နိုင်ငံပေါ့နော်ပြီးသူသွားတက်ချင်တဲ့တက္ကသိုလ်ပေါ်မူတည်ပြီးတော့အမားတို့ကအခြေခံပြီးတော့အကြံဉာဏ်ပြန်ပေးရပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အမအနေနဲ့တော့ရမ်းပြီးပြောပြလို့မရဘူးပေါ့နော်အဲ့တော့ညီမမှာ education document တွေစုံပြီးဒါမှမဟုတ်ညီမမှာ resume လေးပါလေးရှိရပေါ့နော် CV form လေးပါပြင်ဆင်ထားတဲ့ရှိရဆိုရင်လည်းညီမ CV form ကိုပို့ပြီးတော့အမတို့မေးလို့ရတယ်ပေါ့နော်အမေတို့ရမ်းပြီးတော့ကြတော့အမတို့အနေနဲ့ပြောပြရတာခက်တယ်ပေါ့နော်တေချာတခုကတော့ညီမအဝေးတင်နဲ့ပြီးထားတယ်ဆိုရင်တော့မာစတာသွားလို့မရမှာ မ တေ ရဘူးနော်ဟုတ်ကဲ့ရှင်ဟုတ် အဲ့တော့ညီမအနေနဲ့စင်ကာပူမှာ advanced diploma လို့ program မျိုးပေါ့နော် education ကိုပေါ့နော်ဒါမှမဟုတ်ဘူးဆိုလဲအဲ့လို final year bachelor ပေါ့နော်အဲ့လိုတချို့တွေကျတော့ final year bachelor ကိုပြန်တက်ကြရဲပေါ့နော်အဲ့တော့ BED နော် Bachelor of Education အဲ့ဒီဟာကိုတက်ကြရဲပေါ့နော်အဲ့ဒါမျိုးတက်ပြီးသွားတဲ့အခါကျရင်တော့ master ကိုပြန်ပြီးတော့ eligible ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တန်းပြီးတော့ master ကတော့အဝေးတင် bachelor နဲ့တိတ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့နော် ဟုတ်ကဲ့ရှင်ဟုတ် စင်ကာပူကိုပြောပြတာပေါ့နော်စင်ကာပူကိုပြောတာ ဟုတ်ကဲ့ရှင်ဟုတ်ဒီပါ အဲ့မဲ့ညီမအနေနဲ့ပြန်တက်မယ်ဆိုရင်တော့အဲ့လို final year bachelor လေတစ်နှစ် bachelor ကိုပြန်တက်လို့ရတယ် bachelor of education ပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်တော့အဲ့လောက် bachelor လောက်အကုန်ကြမများချင်ဘူးဆိုရင်တော့အဲ့ advanced diploma program တွေလည်းတက်လို့ရတယ်ပေါ့နော်အခုဆိုရင်တို့လည်း scholarship တွေပေးနေရပေါ့နော်စင်ကာပူဒေါ်လာ4000လောက်ကနေပြီးတော့စင်ကာပူဒေါ်လာ14000လားမသိဘူးတို့ scholarship တွေပေးနေရပေါ့နော် ဟုတ်ကဲ့ရှင်ဟုတ် ဒီပါ ဟုတ်ရပါတယ်ဟုတ်တခြားចောင်းသူចောင်းသားလေးတွေရောမေးချင်တာလေးရှိသေးလားယင်အမနောက်ထပ်မေးခွန်း3ခုပြန်ပြီးတော့ယူလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ပါညီမလေးမေးခွန်းဟုတ်မေးပါ ဟုတ်ကဲ့ဟိုလေး ဟုတ် government school တခုကို mention လိုက်တဲ့ပြပြီးပေါ့ဒါပေမဲ့တခြားလေးတော့လိုက်ကြရတဲ့ခါကျတော့အဲ့ school အတွက်ကျ ညီမ requirements အတန်အမတိကျမကြားရဘူးညီမလိုင်းရလေးပြက်လိုက်လာလိုက်ဖြစ်နေပါ ဟော hello ဟုတ်ကြားရလားရှင် အခုကြားရပြီညီမ ဟုတ်ကဲ့ဟိုဟာဒီမှာပေါ့ school တခုကို mention လုပ်တာကိုကြားလိုက်တယ်ဒါပေမဲ့လိုက်ကြရရအောင်ပေါ့နော်အဲ့တော့အဲ့ school အတွက် requirements တွေပြီးတော့ scholarship အတွက် requirements တွေရှင်းအောင်ပြပြပေးရမှာရှင်ဒီမှာကျ O level တော့ပြီးထား ညီ တယ် မဘယ်เจ้าကိုမေးလိုက်တာလဲအမတိကျမကြားရလို့အဲ့ညီမအဲ့ပြောတဲ့နေရာကိုအမတိကျမကြားရအောင် ဟိုစင်ကာပူက government school တခုကိုအဲ့လိုပဲကြားလိုက်တာဟုတ်နာမည်ရောတခြားလေးမကြားလိုက် စင်ကာပူက government school ဆိုရင်တော့ညီမ O level နဲ့တော့သွားလို့မရဘူးပေါ့နော်အဲ့တော့ညီမအနေနဲ့ဂျားမှာ foundation တက်လို့ရတယ်ပေါ့နော်အကယ်၍ညီမက direct သွားချင်တယ်ဆိုရင်တော့ညီမ placement test
ညီမဘယ် major ရက်ကိုတက်ချင်တာလဲ computer science တော့မဟုတ်ရင် healthcare တစ်ခုပေါ့ အဲ့ဒါဆိုရင်တော့တေချာတစ်ခုကညီမပေါ်လီကိုသွားရှောက်မှရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့အမားတို့မှာရှိတဲ့ University of the Arts Singapore ကကြတော့ Computer Science major ရဲ့မရှိဘူးပေါ့နော်။ तू ကကြတော့ခုနကလို Fashion Design တို့ Architecture တို့ Interior Design တို့ Theater Management တို့ Fine Arts တို့ तू က Arts University ဖြစ်တဲ့ Government Arts University ဖြစ်တဲ့အတွက်ကြောင့်မို့ तू က Arts major ရဲ့တွေပဲရှိရပေါ့နော်။အကယ်၍ညီမကအဲ့လို Computer Science တို့ဘာတို့သွားမယ်ဆိုရင်တော့ညီမ Polytechnic အပိုင်းတွေကိုသွားရမှာပေါ့နော်။Polytechnic နဲ့အမားတို့မှာရှိတဲ့အကြောင်းတွေအတူတူပဲပေါ့နော် Government Tuition Grant 50%တွေပဲပေးကြတာပေါ့နော် Ministry of Education ကနေပြီးတော့အဲ့မဲ့ major ရက်တွေကမတူဘူးပေါ့နော်အဲ့တော့ညီမအနေနဲ့က Poly ကျောင်းတွေရှောက်လို့ရတယ်ညီမအကယ်၍ Poly ကိုရှောက်ချင်တယ်ဆိုရင်တော့အမားတို့ရှိကိုပြန်ပြီးတော့လာခဲ့လို့ရတယ်ပေါ့နော်ဒါပေမဲ့အမားတို့ပြန်ပြီးတော့ဟိုလုပ်ပေးမယ်ပေါ့နော်ဒါ Poly ကတော့Computer Science ဆိုရင်တော့ညီမရဲ့အမှတ်တွေပေါ့နော်အမှတ် IGCSE O level မှာဖြည့်ထားတဲ့အမှတ်တွေကတော့အရေးကြီးရပေါ့နော်အနည်းဆုံး average grade B လောက်ရထားတယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့သွားတယ်ညီမပြီးသွားရင်တော့ညီမအဲ့ entrance exam တွေဖြေရလိမ့်မယ်ပေါ့နော် Poly ရဲ့ entrance exam တွေဖြေရမယ် computer science ဆိုရင်တော့လေ Poly ကတော့အလုံးပေါင်း9ကျောင်း6ကျောင်းလောက်ရှိရပေါ့နော်အဲ့တော့ညီမတစ်ကျောင်းလေးလည်းရှောက်လို့ရတယ်9ကျောင်း6ကျောင်းလို့တစ်ပြိုင်တည်းထည့်လည်းရှောက်လို့ရတယ်ပေါ့နော်အဓိကတော့သူတို့ကျောင်းကိုရှောက်မဲ့ကျောင်းတွေရဲ့ entrance exam တွေတော့ကိုဝင်ဖြေရလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင် poly နဲ့ university 3 years နဲ့တက်တာကောင်းတာလားမဟုတ်ရင် A level plus university တက်တာပို့ပြီးတော့ကောင်းတာလားဘယ်အောင်ဖြစ်လဲစဉ်းပြောနေတယ် Poly ကနေသွားမယ်ဆိုရင်သူ့ရဲ့အဓိကအားနည်းချက်တစ်ခုကဘာလဲဆိုတော့ Poly က3နှစ်ကြာတော့မှသူက diploma ပေးမှာပေါ့နော်အဲ့ diploma ပြီးသွားလို့ညီမအနေနဲ့ rank ဟိုပါပေါ့နော်အမှတ်က1 to 20လောက် top 1 to 20လောက်မဝင်ဘူးဆိုညီမစင်ကာပူအစိုးရတက္ကသိုလ် progress လုပ်လို့မရဘူးအဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့စင်ကာပူမှာရှိတဲ့တခြား others PEIs တွေပေါ့နော်ဥပမာစင်ကာပူမှာရှိတဲ့ PSB တို့ SIM တို့အဲ့လိုမျိုးတခြားဒီ Cutting Singapore တို့လိုမျိုးအဲ့တခြားကျောင်းတွေကိုပဲတော့ပြန်ပြီးတော့ enroll လုပ်ကြတာပေါ့နော်အကယ်ကိုယ့်ရဲ့ poly မှာရခဲ့တဲ့အမှတ်တွေကမကောင်းဘူးဆိုရင်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ poly မှာရခဲ့တဲ့အမှတ်တွေကကောင်းတယ် top 1 to 20လောက်လဲဝင်နေဆိုရင်တော့အားသာချက်တစ်ခုကတော့ညီမအဲ့ government university ကို enroll လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ government university ကို enroll လုပ်တဲ့ခါကျရင်လေညီမက foreign international student ဖြစ်တဲ့အတွက်ကြောင့်မလို့ foreign fee ပေးရမှာပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ခုတော့ရှိရပေါ့နော်ကျောင်းလာကားတွေကတော့အစိုးရတက္ကသိုလ်တွေက3000အထက်ကနေစရဲပေါ့နော်6000ပတ်ချာလေလောက်ထိသွားရဲပေါ့နော်စင်ကာပူအစိုးရတက္ကသိုလ်တွေကတော့လေဒီလားအဲ့တော့အမအနေနဲ့ကတော့ computer science ကိုဆိုရင်တော့ poly path တွေကတိတ်ပြီးတော့အရင်ကြီးတော့ encourage မလုပ်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ poly 3နှစ်ပြီးသွားတယ်ဆိုရင်တော့မှအစိုးရတက္ကသိုလ်ဝင်ခွင့်ရလို့ဆက်ပြီးတက်တယ်ဆိုရင်တော့မှအားလုံးပေါင်း9နှစ်လောက်မှဟိုကပွဲရမှာပေါ့နော်။အဲ့ဒီအစားကိုညီမကဥပမာဒီအအစိုးရတက္ကသိုလ်တွေနဲ့ level ချင်းရှင်လို့ရတဲ့ University of Newcastle တို့ University of Wollongong တို့အဲ့လိုမျိုးပေါ့နော်တကယ်ပြီးရင် Cutting Singapore တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးတကယ်နာမည်ကြီးရဲ့Australia တို့ UK တို့ကလာဖွင့်ထားတဲ့ကျောင်းတွေရှိရပေါ့နော်အဲ့တော့အဲ့ကျောင်းတွေက Bachelor degree ကိုညီမတက်တယ်ဆိုရင်ဒီ IGCSE ပြီးရတယ်တန်းသွားတယ်ဆိုရင်ညီမ2နှစ်ခွဲ3နှစ်လောက်နဲ့ညီမဘွဲယူလို့ရတယ်ပေါ့နော်အဲ့တော့ poly 3နှစ်ပြီးလို့ diploma ပဲရမယ့်အစားမှာညီမ2နှစ်ခွဲ3နှစ်ဆိုရင်ညီမဒီဘက်အချမ်းမှာ UK top tier university Australia top tier university ကနေဘွဲယူလို့ရတယ်ပေါ့နော်ပြီးရင် poly ရဲ့ကျောင်းလာကလည်းဈေးသိပ်မတက်တာဘူးပေါ့နော်သူကတစ်နှစ်ကို2200လောက်ရှိရဲအကယ်၍ညီမက50% government tuition grant ရခဲ့တယ်ဆိုရင်တော့မှတစ်နှစ်ကို11000ရှိသေးတယ်3နှစ်ဆိုရင်3300လောက်ကြာအောင်မှာပေါ့နော်သူကအဲ့လိုမျိုးသွားတယ်ဟုတ်ကျေးဇူးပါရှင်ဟုတ်ရတယ်ညီမအဲ့တော့ကြတော့ညီမအနေနဲ့အဲ့ IGCSE မှာရခဲ့တဲ့အမှတ်ပေါ်မူတည်ပြီးတော့ပေါ့နော်university ကို direct shot လိုက်တာပေါ့နော်ဆိုရင်တော့ညီမပိုကောင်းလိမ့်မယ်ပေါ့နော်ညီမနောက်ထပ်2နှစ်ခွဲ3နှစ်ဆိုရင်ဘွဲရနေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူမှာကကြတော့ diploma ပြီးရင်ရတဲ့လစာနဲ့ bachelor ပြီးရင်ရတဲ့လစာနဲ့ကမတူဘူးပေါ့နော်အဲ့တော့ even though polytechnic က government school ဖြစ်တော်ညာလဲသူ့ရဲ့အမြင့်ဆုံးပေးတဲ့ဟာက diploma ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမကျောင်းပြီးလို့အလုပ်လုပ်တဲ့ခါကျရင်ရမယ့်လစာက diploma လစာပဲရမှာပေါ့နော်ဒါပေမဲ့ညီမကခုန Newcastle University တို့ University of Wollongong တို့လိုမျိုး Cutting Singapore တို့လိုမျိုးပေါ့နော်တခြားကျောင်းတွေကနေပြီးတော့ဘွဲရလိုက်တဲ့အခါကျရင်ကျတော့အဲ့ဒီတက္ကသိုလ်တွေကကြာ Bachelor degree ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ Bachelor ပြီးရင်ရတဲ့လစာကတော့ diploma ထက်ပိုပြီးတော့မြင့်တယ်ပေါ့နော်ဒီလား ဒါမဲ့အဲ့ဒါကြီးကျတော့ private
private ဟုတ်တယ် private university school တွေမှာပဲဒီ Australia တို့ UK တို့တက္ကသိုလ်တွေကရှိတာပေါ့နော်အစိုးရအကြောင်းကတော့ဒီ NTU တို့ NUS က SUTT ရဲ့အဲ့သုံးကျောင်းမှာပဲ Computer Science major ရှိတာပေါ့နော်အစိုးရတက္ကသိုလ်အဖြစ်ရတော့နော်ပြီး STI မှာရှိတယ်ဒါပေမဲ့သူတို့ရဲ့ကျောင်းလာခတွေကတော့အနည်းဆုံး3300ကနေပြီးတော့9000ပတ်ချာလေလောက်ရှိရယ် Computer Science Bachelor တွေကပေါ့နော်တစ်နှစ်ကိုပေါ့နော်အဲ့တော့ညီမ Poly 3နှစ်ပြီးသွားရင် Bachelor က2နှစ်ဆက်တက်ရတယ်ပေါ့နော်အားလုံးပေါင်းဆိုရင်အစိုးရတက္ကသိုလ်ဘတ်တူယူသွားမယ်ဆိုရင်9နှစ်အချိန်ပေးရလိမ့်မယ်ပေါ့နော် ကျေးဇူးပါ အကယ်၍ညီမ A-level နဲ့သွားမယ်ဆိုရင်တော့မှ University ကို direct သွားမယ်ဆိုကျောင်းသားက University ရဲ့ International School Fees ဈေးကိုပဲပေးရမှာလေဆိုတဲ့အခါကျတော့ကျောင်းသားကတော့တစ်နှစ်ကို3300လောက်ကနေပြီးတော့9000ပတ်ချလဲအောက်ထစ်တော့ကုန်လိမ့်မယ်ပေါ့နော်အကယ်၍ Singapore Government University ကိုdirect ဝင်ခဲ့တယ်ဆိုရင်တော့မှာပေါ့နော် ဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ပြီเนาะကျေးဇူးပါအမေကနောက်လိုမျိုး University of Newcastle တို့တခြားဒီတက္ကသိုလ်တွေကလည်း Singapore Government University နဲ့အလုပ်ရှာတဲ့နေရာမှာရတဲ့လားစာတွေကုန်တော့တန်းတူနီးပါးလောက်ရှိရပေါ့เนาะပြီးတော့ဒီတက္ကသိုလ်တွေကလည်း Computer Society Singapore ကနေပြီးအတိမတ်ပြုထားရပေါ့เนาะအဲ့တော့ကိုက professional တယောက်အနေနဲ့လည်းကိုက register လုပ်လို့ရရပေါ့เนาะသူက Singapore မှာပေါ့เนาะโอเคအဲ့တော့အမနောက်ထပ်မေးခွန်းနှစ်ခုလက်ခံမယ်ပေါ့နော်တခြားဘသူလေးတွေမေးချင်တာရှိသေးလဲโอเคမေးချင်တာလေးရှိသေးလားအကယ်၍ပေါ့နော်အခုဒီ session လေးမှာကိုကရှက်လို့ပဲဖြစ်ဖြစ်ကြောက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ဗာမေးလို့မေးရမယ်မသိဘူးပဲဖြစ်ဖြစ်ပေါ့နော်ဘာမှစိတ်ပူစရာမလိုဘူးဒီ session လေးပြီးတော့တဲ့အခါကျရင်အမားတို့အနောက်ကပေါ့နော်အမားတို့ရဲ့ရုံးဖုန်းတွေကိုဆက်ပြီးတော့လဲfree counseling appointment တွေယူလို့ရတယ်ပေါ့နော်1 to 1နေပေါ့နော်အမတို့တယောက်ချင်းစီကို free counseling ပေးရအဲ့တော့ကိုယ့်ရဲ့ education document တွေအမတို့ပြလို့ရတယ်ကိုကဘယ်ကျောင်းသွားချင်တာလဲဆိုတာမျိုးလေးတွေပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါညီမလေးမျက်ဖုံးပြည့်စုံဟုတ်ညီမလေးအမဘာရှင်းပြပေးရမလဲ ဟုတ်ပါမောင်လေးပါဗျာ အော်မောင်လေး sorry sorry ပါမောင်လေးอืม အခုကျွန်တော်O level ဖြေဖို့လုပ်နေတာပါဗျာဟုတ် ဟုတ်ကဲ့ပါမောင်လေး O level ကနေပြီးတော့ foundation ကိုနေပြီးတော့အဲ့ဒီနိုင်ငံနဲ့အနီးအနားပေါ့နော်အဲ့ Asia ဘက်မှာတက်ချင်တယ်ဆိုရင်ပြီးတော့မှအဲ့လိုမျိုး Uni ကိုတော့အဲ့ဒီ Europe ဘက်ကိုသွားချင်တာပေါ့နော်ကျွန်တော်အဲ့ဒါဆိုရင်ဘယ်နိုင်ငံတွေကို recommend ပေးလဲဗျဒီ မောင်လေးကဘယ်မြေဂျာရက်နဲ့သွားချင်တာလဲယူရိုဘက်ကို ဟိုfinance ဖြစ်ဖြစ်လို့ eco ဖြစ်ဖြစ်ပေါ့နော်အဲ့လိုပဲစဉ်းစားတော့ပါတယ်အခုတော့ Okay အဲ့တော့ကြတော့အမားတို့အနေနဲ့အမားတို့ IHM ကြောင်ညာဝင်လိုက်အောင်မယ်ပေါ့နော်အမားတို့ IHM International College မှာလည်း Pre University Foundation ရှိရ6လတက်ရတာပေါ့နော်အဲ့တော့အကယ်၍ကိုကမြန်မာနိုင်ငံမှာပဲတက်ချင်တယ်ဆိုရင်လည်းအမားတို့ရှိမှာပဲ Foundation 6လတက်လို့ရတယ်ပေါ့နော်ပြီးတော့ရဲဆိုရင်တော့ तू ကအနောက်နိုင်ငံတွေမှာရှိတဲ့အကြောင်းတွေကိုတွားလို့ရတယ်ပေါ့နော်ခုနလိုမျိုးပေါ့ဥရောပမှာရှိတဲ့ခုနစပိန်တို့ဂျာမနီတို့ပြင်သစ်တို့အဲ့ဘက်တွေမှာရှိရပေါ့နောက်မှအီတလီတို့အဲ့ဘက်တွေမှာရှိတဲ့ကျောင်းတွေမှာပေါ့နော်ကိုက finance တွေပါတယ်တော့တက်ချင်တယ်ဆိုရင်လည်းတက်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဥရောပကကျောင်းတွေရဲ့ foundation ကဟိုအာရှဘက်မှာတိတ်ပြီးတော့မဖွင့်ကြဘူးပေါ့နော်ဒီလားအဲ့တော့ကြတော့အမားတို့လိုမျိုးဒီ foundation ကိုတက်ရင်တက်မတက်ဘူးဆိုရင် A level လုပ်ရင်လုပ်ပေါ့နော်မလုပ်ဘူးဆိုရင် IB diploma လုပ်လို့ရတယ်တက်လို့ရတယ်ဒါပေမဲ့ A level တို့ IB diploma တို့ကတော့အချိန်2နှစ်လောက်ပေးရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မောင်လေးတက်ချင်တဲ့နိုင်ငံပေါ့နော်ဥပမာမောင်လေးက public university ကိုတက်ချင်တာမျိုးဆိုရင်တော့ကိုသွားချင်တဲ့နိုင်ငံမှာရှိတဲ့အဲ့တက္ကသိုလ်ကပေးတဲ့ foundation ကိုတက်တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းအမားတို့ရဲ့ foundation ကကြတော့သူက European Qualification Framework မှာဆိုရင် level 4နဲ့ညီမျှရပေါ့နော်အဲ့တော့အမားတို့ foundation ပြီးသွားရင်လည်းသူကဟိုဘက်မှာအကြောင်းတွေရှောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ of course သူတို့ရဲ့ language requirement တွေဘာတွေတော့မောင်လေးပြည့်မီအောင်တော့ဖြည့်ရမှာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိအဲ့တော့မောင်လေးမြန်မာနိုင်ငံမှာပဲတက်ချင်တယ်ဆိုရင်အမားတို့ရှိမှရှိရဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မောင်လေး A level တို့ IB diploma တို့လုပ်လို့ရတယ်ပေါ့နော်ပြင်ဆင်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကိုသွားချင်တဲ့ specific country ရဲ့ကျောင်းနေနဲ့ချိတ်ဆက်ထားတဲ့ foundation တွေကိုပဲဥရောပမှာတက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဗျာ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းတို့စင်ကာပူတို့ပြီးမလေးရှားတို့ဒူဘိုင်းတို့อ่ะပေါ့နော်သူတို့ရဲ့ကျောင်းတွေမှာသင်တဲ့ program အများစုကကြတော့
UK နဲ့ Australia ကိုအဓိကအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့် UK တို့ Australia တို့ကို transfer လုပ်ရင်ပိုလွယ်တယ်ပေါ့နော်ပြီးရင်ဒုတိယကတော့သူက US နဲ့ Canada ကိုသူကချိတ်ထားတာပေါ့နော်အဲ့တော့ US တို့ Canada တို့ transfer လုပ်ရင်လည်းလွယ်တယ်ဒါပေမဲ့ဥရောပရဲ့ပညာရေး system ကကြာနည်းနည်းလေး different ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝ standardize ဖြစ်တဲ့ A level တို့ IB diploma တို့ကိုလုပ်ရင်လုပ်ပေါ့နော်မလုပ်ဘူးဆိုရင်တော့အမားတို့လိုမျိုး pre university foundation ကိုလည်းတွားလို့ရတယ်6လ program ပေါ့နော်အဲ့တော့အမားတို့ foundation မှာဆိုရင်လည်းသူက foundation art and science ရှိတယ် pre medical university foundation ရှိရပေါ့နော်အဲ့တော့ကိုနဲ့တင့်တော်တဲ့ foundation ကို6လတက်ပြီးတော့တွားလို့လည်းရတယ်အခုအမားတို့ early bird discount 10% ပေးနေတယ်ပြီးရင် somewhere entrance ဖြေလို့အမှတ်ကောင်းတယ်ဆိုရင် scholarship ကလည်း up to 40% ထိရှိရပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းမောင်လေးအကယ်၍ consider လုပ်မယ်ဆိုရင် consider လုပ်လို့ရတယ်ပေါ့နော်ပြီးတော့အမားတို့နဲ့ချိတ်ထားတဲ့ဟိုဘက်ကဥရောပအကြောင်းတွေဆိုရင်အမားတို့ foundation ပြီးထားတဲ့ကလေးတွေဆိုရင်သူကလုံးဝ scholarship ကအနည်းဆုံး25ကနေ3550လောက်ထိရှိရပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဗျပြောပြလို့ဟုတ်နော်ဟုတ်ကဲ့အဲ့တော့ခုနလိုမျိုးအကယ်၍အမားတို့ foundation ပြီးလို့ဟိုဘက်ကကျောင်းတွေပေါ့နော်အမားတို့ရဲ့ partner ကျောင်းတွေကို progress လုပ်တဲ့ခါကျရင် scholarship တွေပါရမှာပေါ့နော်အဲ့တော့ရတဲ့ခါကျရင် तू ကကျောင်းလာကမှယူရို9000ကနေပြီးတော့ယူရို1000ပတ်ချလေလောက်ပဲကြာတော့မှာပေါ့နော်အဲ့လိုမျိုးလေးသွားတယ်ဆိုတဲ့အခါကျတော့ကိုသွားချင်တဲ့နိုင်ငံကိုအဓိကကိုရွေးချယ်ပြီးသွားတဲ့အခါကျရင်လည်းအမားတို့ကအကြောင်းလျှောက်တာတွေဗီဇာလျှောက်တာတွေကိုအခမဲ့ဝန်ဆောင်မှုပေးတယ်ပေါ့နော်အမားတို့နဲ့ချိတ်ထားတဲ့ကျောင်းတွေဆိုရင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တခြားရောနောက်ဆုံးမေးခွန်းလေးတစ်ခုတော့အမားတို့လက်ခံပေးမယ်ပေါ့နော်အဲ့တော့တခြားထပ်ပြီးတော့မေးချင်တာလေးတွေများရှိသေးလားယင်အဲ့တော့ခုနမောင်လေးမြက်ဖုံးပြည့်စုံပေါ့နော်အဲ့တော့မောင်လေးအနေနဲ့တိတိကျကျလေးသိချင်တယ်ဆိုရင်တော့အမားတို့ရှိမှာပြန်လာပြီးတော့ one to one counseling request လုပ်လို့ရတယ်ပေါ့နော်အဲ့ခါကျရင်တော့မောင်လေးနဲ့တင့်တော်တဲ့ foundation တွေလည်းအမားတို့ပြန်ပြီး recommend လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ foundation တွေရှောက်တာတွေပါလည်းလုပ်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းမြန်မာနိုင်ငံမှာပဲ foundation တက်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အမားတို့ပြန်ပြီးတော့ free counseling လေးလုပ်ပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီနော်ကျေးဇူးပါမောင်လေးအဲ့တော့နောက်ဆုံး question လေးများရှိသေးလားရေဒါကတော့နောက်ဆုံး question လေးပေါ့နော်အမတို့ဟုတ်ကဲ့ကျွန်မမေးချင်ပါတယ် ဟုတ်ကဲ့အမမေးပါဟုတ်ကျွန်မဇောခန့်ဦးရဲ့အမေပါရှင်သူသားလေးမရှိလို့ကျွန်မနားထောင်တာဟုတ်ကဲ့ပါအမကျွန်မသားရဲ့ပထမ plan တော့လေကျွန်မတို့သွားချင်တာတော့ IT ကနေ IT နဲ့ဒီမှာ O level ဖြည့်ပြီးကျွန်မတို့ကUS Community College ကိုသွားဖို့ plan လုပ်တာပေါ့ဒါပေမဲ့ US ကအခုလောဆယ် visa တွေနဲ့ကြက်တယ်ပေါ့ဆိုတော့ကျမဂျပန်ကနေတစ်ဆင့်အဲ့လိုမျိုးဂျပန်မှာတခြားနားပြီးတော့ US ကိုသွားတာမျိုးလုပ်ရမလားဘယ်လိုလုပ်ရမလဲမသိဘူးအဓိကဂျပန်ကတော့သူ့အတော်ကဂျပန်နိုင်ငံသားဆိုတော့ဂျပန်တစ်ထောက်နားလို့သူ့အတွက်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ तू ကသွားချင်တာ US ကိုပဲသွားချင်တာပြန်ဂျပန်ကို तू ကမသွားချင်တော့ကျမတို့က US ကဗီဇာကြက်လို့ဂျပန်ကိုတစ်ထောက်နားချင်တာအဆင်ပြေရဲ့လားမသိဘူးဘယ်လိုလေးတမလေးဘယ်လိုလေးဂျပန်ကကျောင်းအများစုอ่ะပေါ့နော် US ကိုအဲ့လိုမျိုး directly transfer လုပ်လို့ရတဲ့ program ကတော့တိတ်မရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဂျပန်က तू က UK တို့ UK ရဲ့အဓိက education system ကိုအခြေခံထားတဲ့နိုင်ငံထဲမှာပါတယ်ပေါ့နော်ဂျပန်က curriculum တွေကကြတော့ဟုတ်ကဲ့ပါရှင်ပြီးရင် तू ကအဲ့လိုဂျပန်အစိုးရအကြောင်းနေပါတယ်ဆိုရင်တော့ Japanese လို့တင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ तू US ကိုပြန်ပြောင်းတဲ့အခါကျရင်သူ့အနေနဲ့ language barriers တွေပြန်ရှိနိုင်တယ်ပေါ့နော်ပြီးတော့တဲ့အခါကျရင် तू ဒီကတော့ဂျပန်မှာ तू တစ်နှစ်ပြီးခဲ့တော့ညာလေ US ကိုပြန်ပြောင်းတဲ့အခါကျရင်ဟိုဘာအချိန်ပြန်ပေးရတဲ့ဟာအကြာကြီးပြန်ဖြစ်လိမ့်မယ်ပေါ့နော်ဘယ်လိုဆိုတဲ့အခါကျတော့ US နဲ့ curriculum နဲ့ဂျပန်ရဲ့ curriculum နဲ့ကကြတော့အရန်ကြီးဟိုပါပေါ့နော်articulation လို့ခေါ်တာပေါ့နော် credit transfer လုပ်တဲ့အခါကျရင် credit transfer လုပ်လို့ရမယ်major ရက်တွေကနည်းနိုင်တယ်ပေါ့နော်အဲ့တော့ကြတော့ဥပမာအချိန်တွေအများကြီးပြန်ပေးပြီးတော့ US မှာပြန်တက်ကြတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ညီမအနေနဲ့အကြံဉာဏ်ပေးတာအကုန်ကြလည်းအများကြီးမသုံးချင်ဘူးဆိုရင်တော့မလေးရှားမှာဆိုရင်လည်း American Degree Transfer Program တွေရှိရပေါ့နော် IGCSE graduate သမားတွေအတွက်ပေါ့နော်ဟုတ်ကဲ့အဲ့တော့မလေးရှားမှာနှစ်နှစ်ပေါ့နော်American Degree Transfer Program ဆိုတဲ့ဟာကိုတက်လိုက်လို့ရတယ်သူပြောမယ်ဆိုရင် America College Diploma တွေနဲ့တူပဲပေါ့နော်ဒီလားဆိုတဲ့အခါကျတော့အဲ့ဒီဟာကိုမလေးရှားကဥပမာ Taylors တို့Inti တို့ပြီးတော့တဲ့အခါကျရင် Sunway တို့လိုမျိုးပေါ့နော်အကြောင်းနေမှာသူကAmerican Degree Transfer ဆိုတဲ့ program ကိုတက်ပြီးတော့နှစ်နှစ်တက်ကြတယ်ပေါ့နော်တက်ပြီးသွားပြီဆိုရင်တော့
တက်ထားတဲ့ကျောင်းတွေနဲ့ချိတ်ထားတဲ့ university တွေကို third year fourth year ပြန် transfer လုပ်လို့ရတယ်ပေါ့နော်မ ဟုတ် လေး ကဲ့ ရှား ပါရှင် မလေးရှားကနေပြီးတော့ US ကိုပေါ့နော်အဲ့တော့ even စင်ကာပူတို့ ထိုင်းတို့ဒူဘိုင်စင်ကာပူနဲ့ထိုင်းမှာတော့အဲ့ US ကိုပြန် transfer လုပ်လို့ရတဲ့ program မရှိဘူးပေါ့နော်ဂျပန်လိုပဲပေါ့နော် ဟုတ်ကဲ့ အဲ့တော့ ဟုတ်ကဲ့ US ကိုပြန် transfer လုပ်ချင်တဲ့ program တွေဆိုရင်တော့ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အကောင်းဆုံးကတော့မလေးရှားပေါ့နော်အကုန်ကြလည်းတက်တာရယ်ပေါ့နော်ကျောင်းသားကရော ဟုတ်ကဲ့ရှင် ဒီစိတ်စားစိတ်ကိုတက်တာရယ်ပေါ့နော်အဲ့ဒါကိုရွေးတင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့ဒူဘိုင်းပေါ့နော်ဒါပေမဲ့ဒူဘိုင်းကတော့ကျောင်းသားကလည်းနည်းနည်းလေးပိုမြင့်တယ်နေစိတ်စားစိတ်လည်းနည်းနည်းလေးပိုမြင့်မယ်ပေါ့နော်အဲ့တော့ ဟုတ်ကဲ့ အတက်တာဆုံး option ကိုရွေးချင်တယ်ဆိုရင်တော့မလေးရှားကိုရွေးပေါ့နော်မလေးရှားဆိုရင်တစ်လနေစိတ်စားစိတ်မှာ300နဲ့900လောက်ပဲကုန်တယ်ပေါ့နော် US dollar ပြီးတော့တဲ့အခါကျရင်ကျောင်းလာကတွေကလည်းကိုရွေးချယ်တဲ့ကျောင်းပေါ်မူတည်ပြီးတော့ US dollar 6000 9000လောက်ကနေပြီးတော့မှ1000ကျော်လောက်လေးသွားတယ်ပေါ့နော်ကိုရွေးတဲ့ကျောင်းပေါ်မူတည်ပြီးတော့ပေါ့နော်ပြီးရင် तू ကဒီမလေးရှားမှာနှစ်ပြီးသွားတဲ့အခါကျရင် तू ကဟိုဘက်မှာသူတို့နဲ့ချိတ်ထားတဲ့ကျောင်းတွေကိုပြန်ပြီးတော့ तू က transfer လုပ်လို့ရတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီ visa တွေကျက်နေတဲ့အချိန်မှာပေါ့နော် तू ကအချိန်လဲ waste မဖြစ်တော့ဘူးပေါ့နော်ပြီးတော့တဲ့အခါကျရင်ဈေးစကလည်းအများကြီးတက်တာသွားတာပေါ့နော်ဘာလို့ဆိုတော့ America မှာ college တက်မယ်ဆိုရင်တော့တစ်နှစ်ကိုကျောင်းလာက1000ပတ်ချလဲလောက်ကုန်တယ်လေဘယ်လိုပဲ ဟုတ်ကဲ့ရှင် ကြည့်ပေါ့နော်1000လောက်ကုန်တယ်နေစိတ်စားစိတ်ကလည်းမကုန်ဘူးဆိုရင်1000ခွဲလောက်ကုန်တယ်အဲ့တော့အနည်းဆုံး2000ခွဲလောက်ကုန်တယ်ပေါ့နော်တစ်နှစ်ကိုအဲ့2000ခွဲလောက်ကကြတော့မလေးရှားမှာဆိုရင် तू ကအဲ့bachelor degree တစ်ခုလုံးတော့ယူလို့ရတယ်ပေါ့နော်3နှစ် bachelor တောင်တက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့မလေးရှားကတော့အများကြီးတက်တာတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့အချိန် waste မဖြစ်ချင်ဘူးဆိုရင်တော့မလေးရှားမှာပဲ American degree transfer program ပေါ့နော်သူကြိုက်တဲ့အကြောင်းကိုရွေးလိုက်လို့ရတယ်ပေါ့နော်ရွေးချယ်စရာအကြောင်းတွေလည်းအများကြီးရှိSunway တို့အဲ့လို AT တို့ Taylors တို့ဆိုရင် American degree transfer program မှာတော်တော်နာမည်ကြီးရဲ့အကြောင်းတွေပေါ့နော်တခြားအကြောင်းတွေလည်းရှိတယ် UCSI တို့ဘာလို့လဲပေါ့နော်အများကြီးရှိသေးတယ်အဲ့ဒါမျိုးလေးနဲ့တွားရင်တော့အသင့်တော်ဆုံးဖြစ်လိမ့်မယ်ခေါင်းလည်းမကိုက်တော့ဘူးပေါ့နော်ပြီးရင် तू ဒီဘက်မှာတက်ခဲ့တဲ့ဟာတွေအကုန်လုံးဟိုဘက်မှာပြန်ပြီးတော့ဘာသာရဲ့ကင်းလုံးခွင့်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်ဆိုရင်တော့ तू ဂျပန်မှာတစ်နှစ်ပဲတက်နှစ်နှစ်ပဲတက်ပေါ့နော်ဟိုဘက်ပြန်ရောက်သွားတဲ့ခါကျရင် तू ကအစနီးပါးလောက်ကနေပြန်တက်ရတယ်ပေါ့နော်ပြန်လုံးပေါ့နော်ပြီးရင်ဂျပန်ကိုသွားတဲ့သူအများစုကကြတော့ပထမတစ်နှစ်နှစ်ကဂျပန်စကားကိုပဲအရင်သင်ရတာများတယ်ပေါ့နော်ဟိုဆိုတဲ့ခါကျတော့ language school တက်ရတယ်ဟုတ်ကဲ့ရှင်ဟုတ်တယ်အဲ့လိုမျိုးဆိုတဲ့ခါကျအဲ့ language school မှာပဲ तू ကမလိုအပ်တဲ့အချိန်တွေကအများကြီးကုန်မှာပေါ့နော်နိုင်ကုန်ပါမယ်ဟုတ်ကဲ့ပါဆရာမပြီးရင်ဂျပန်ကကြတော့နိုင်ငံသားပြင်တော့တိတ်ဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ foreigners တွေအတွက်ကတော့ပေါ့နော်အဲ့လို blue collar job ရဖို့ပဲပုံများရတယ်ပေါ့နော် white collar job ကကြတော်တော်လေးအပြိုင်ဆိုင်အရန်များတယ်ပေါ့နော်ဂျပန်မှာကြတော့လေဟုတ်ကဲ့ပါဆရာမဟုတ်အဲ့ဒါဆရာမတို့ရှိမှအဲ့မလေးကနေသွားတဲ့ program မရှိဘူးပေါ့နော်ရှိတယ်မလေးရှားမှာညီမတို့ကကျောင်းတွေအများကြီးပဲချိန်ထားတယ်ပေါ့နော်အဲ့တော့မလေးရှားမှာကျောင်းလျှောက်တာတို့ student visa လျှောက်တာတို့အကုန်လုံးညီမတို့အခမဲ့ဝန်ဆောင်မှုပေးရပေါ့နော်အဲ့တော့ကိုကကျောင်းဘက်ကိုသွင်းရတဲ့ပတ်စံတွေပဲကျောင်းသူကျောင်းသားဘက်က visa အတွက်ကိုသွင်းရတဲ့ပတ်စံတွေပဲကျောင်းသူကျောင်းသားဘက်ကသွင်းရတာပေါ့နော်ညီမတို့တော့ဘာ service တွေမှပေးစရာမလိုဘူးပေါ့နော်ညီမတို့မှာတော့ကျောင်းပေါင်းက20ကျော်30နီးပါးလောက်ရှိရမလေးရှားမှာလေဟုတ်ဆရာမလေးတကယ်လို့ဆရာမလေးရှိကိုလာပြီးတော့တီးတန့်ဆွေးနွေးရင်ရပါလားရှင်ရတယ်ကြိုပြီးတော့တောင်းရွေးတာတော့ကိုလုပ်ချင်တယ်ပေါ့နော်ဟုတ်ရွေးလို့ရတယ်အမတို့ဘာချက်ပေါ်မူတည်ပြီးတော့ပေါ့နော်ဟုတ် US dollar 6000လောက်ကနေစရဲပေါ့နော်အဲ့တော့အမတို့ IGCSE မှာအမှတ်ကောင်းခဲ့တယ်ဆိုရင်လည်း तू က scholarship တွေပြန်ရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သူ့ရဲ့အမှတ်တွေလည်းသိရတယ်ဆိုရင်တော့ခုနလိုမျိုးညီမတို့ scholarship တွေပါပူးတွဲပြီးရှောက်ပေးလို့ရတယ်ပေါ့နော်ဘာဝန်ဆောင်ကမှပေးစရာမလိုဘူးပေါ့နော်မဟုတ်ကဲ့ပါဟုတ်ဆရာမလေးကျေးဇူးပါရှင်ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်အဲ့တော့အမတို့ဒီလိုဆွေးနွေးပေးရနိုင်လာကျမတို့ပဲဒီလိုမျိုးလေးတွေကိုဆရာမတို့အစီအစဉ်ဒါပြီးပြီးတော့နောက်ပိုင်းနေဒီကျောင်းကဆက်ပြီးတော့လုံအောင်ပါလားဟုတ်ညီမတို့ကလေအခုဒီဟိုဗလဲ23ရက်နေ့ပေါ့နော်18ရက်နေ့ကြာညီမတို့ဟို open house တစ်ခုရှိမယ်ပေါ့နော်ကျောင်းမှာလာပြီးတော့အဲ့လိုမျိုး open house လေးရှိရယ်ပြီးရင်23ရက်ကျောင်းမှာလာပြီးစုံစမ်းလို့ရရယ်ပေါ့နော်အဲ့အဲ့နေ့ကြာရင်တော့ promotion တွေရှိရယ်ပေါ့နော်အဲ့တော့ခုနလိုမျိုး flight ticket တို့အဲ့လိုဟာမျိုးလေးတွေပြန်ရှိရယ်ပေါ့နော်18ရက်နေ့ကြာရင်သူကတော့ campus မှာလုပ်မှာပေါ့နော်ပြီးရင်23ရက်နေ့ကြာရင်တော့ဒီ online ကနေပဲလုပ်မှာပေါ့နော်စင်ကာပူ high school တွေ
အကြောင်းဟိုဟာ seminar လေးရှိရပေါ့နော်ပြီးတော့တဲ့အခါကျရင်တော့ဒီလ ဟုတ် ကုန် ကဲ့ ပေါ့ ဟုတ် နော် ကဲ့ မေ30ရက်နေ့ကျရင်တော့အဲ့ study ရင် Australia and New Zealand ပေါ့နော်ဒါပေမဲ့ဒီမေ23တို့မေ30တို့ကတော့ guest speaker တွေကညီမတို့တော့မဟုတ်ဘူးပေါ့နော်ဟို foreigners တွေပေါ့နော် ဟုတ် ဒါပေ ကဲ့ မဲ့ညီမတို့ကဂျားတွေက ဟုတ် ကဲ့ translator ပြန်လုပ်ပေးမှာပေါ့နော် ဟုတ်ကဲ့ပါဆရာမကျေးဇူးပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ် အမ ကဲ့ကျေးဇူး ကျေး တင် ဇူး ပါတ ပါ ယ်ခွ နော် န် ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါအဲ့တော့အမားတို့ရဲ့ဒီနေ့ပွဲလေးကိုပေါ့နော်အခုလိုမျိုးအချိန်ကြီးအကြာကြီးပေးပြီးတော့ပေါ့နော်နားထောင်ခဲ့ပြီးရဲ့မောင်လေးတွေညီမလေးတွေရောပြီးရင်ဖေဖေမေမေအားလုံးကိုလည်းအမားတို့ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့အမားတို့ဒီနေ့ပွဲလေးမှာပေါ့နော်လိုအပ်တာလေးတွေရှိတယ်အမားလေးတွေပါတယ်ဆိုရင်လည်းခွင့်လွှတ်ပါလို့အကယ်၍များ technical errors လေးတွေရှိတယ်ဆိုရင်လည်းအမားတို့ကပေါ့နော်ဒီ information hub of မြန်မာရဲ့ကိုစားအမားကပဲအားလုံးကိုမေတ္တာရက်ခံခြင်းနဲ့ပေါ့နော်အဲ့တော့ပြီးတော့နောက်ဒီပွဲလေးတွေတက်လို့ရအောင်လဲအမားတို့ရဲ့ဒီ information hub of မြန်မာ page မှာကောဒီ IHM International College page ကိုပေါ့နော် follow လုပ်ထားပေးလို့ရတယ်အကယ်၍ scholarship ရှောက်ချင်တဲ့သူတွေအတွက်ဆိုရင် YouTube မှာအမားတို့တကယ် top scholar တွေရဲ့ video တွေလေးတွေလည်းတင်ပေးထားရတယ်ပေါ့နော်ဒီ information hub of မြန်မာရဲ့ YouTube channel မှာလည်းအမားတို့video လေးတွေတင်ပေးထားတယ်အဲ့ဒီမှာလည်းကိုက tips တွေ tricks တွေတွားကြည့်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ပြီးတော့တဲ့အခါကျအမားတို့မှာ Telegram တွေရှိတယ်ပြီးရင် TikTok တို့ Instagram တို့ရှိရပေါ့နော်အဲ့တော့အဲ့မှာဆိုလဲအမားတို့ဒီပညာရေးနဲ့ပတ်သက်တဲ့ဘူးတုဒ knowledge sharing post လေးတွေလည်းအမားတို့လုပ်ပေးထားရပေါ့နော်အဲ့တော့ကြတော့ဟိုအကယ်၍ပေါ့နော်ပညာရေးနဲ့ပတ်သက်တာစိတ်ဝင်စားတာပေါ့နော်ရှိတယ်ဒါမှမဟုတ်ကိုကဘယ်တော့လို့သွားရမလဲမသိဘူးကိုက loss ဖြစ်နေရဆိုရင်လည်းအမားတို့ရှိမှာအခမဲ့လာပြီးတော့တိုင်ပင်ဆွေးနွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ seminar လေးကိုတော့အမားတို့2နာရီလောက်လဲကြာသွားပြီဆိုတဲ့အခါကျတော့လေအားလုံးကိုလည်းအရန်အားနာရပေါ့နော်မြန်မာနိုင်ငံမှာဒါမီးတွေပြက် internet တွေ line မကောင်းတဲ့ကြားတွေကနေပြီးအမားတို့ရဲ့ဒီ Zoom seminar လေးကို2နာရီနီးပါးလောက်တက်ရောက်ပေးခဲ့ကြတယ်အကြောင်းသူအကြောင်းသားမောင်လေးတွေညီမလေးတွေအားလုံးရောဖေဖေမေမေအားလုံးကိုရောကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြရတဲ့ဒီမှာပဲညီကုန်းချုပ်လိုက်ပါတော့မယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကိုလွတ်သွားတဲ့သူတွေရှိရဆိုရင်လည်းအမားတို့ရဲ့ဒီ page တွေမှာလည်းပြန်ပြီးတော့ကြည့်လို့ရပါမယ်အဲ့တော့ဒီပွဲလေးပြီးသွားတဲ့အခါကျရင်နောက်ရက်တွေကျရင်လည်းဒီအမားတို့ဒီ seminar လေးကိုအပိုင်းပိုင်းလေးတွေအမားတို့ပြန်ခွဲပြီးတော့ပြန်တင်ပေးပါမယ်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်เนาะ bye bye အဲ့တော့ဟိုဟာမြန်မာနိုင်ငံမှာတော့ဒီနေ့ကစနေနေ့ဖြစ်မယ်ထင်တယ်เนาะအဲ့တော့အမားတို့ဒီမှာကတော့မိုးချုံနေပြီပေါ့เนาะဆိုတဲ့အခါကျတော့အားလုံးကို have a great weekend ပါလို့အမကဆုတောင်းပေးချင်ပါတယ်အားလုံး take care stay safe and stay strong เนาะ okay bye bye